ကိုပေါ်ပြူစုသူကျေးစုအထူးတည်တဲ့စီပေါ့နော်အထူးတည်တဲ့လေးအဲ့ဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာလေးကျေးဇူးတရားကိုတည်တဲ့တာကတရိษံနေတောင်တည်တဲ့ကျွန်တော်တို့ဆိုရင်နိုင်ငံခြားမှာပဲနေကိုပြည်တွင်းမှာပဲနေတချို့လူတွေကခေတ္တအားမိလာတဲ့အခါကျတော့နိုင်ငံခြားမှာဆိုရင်အလုပ်ရှင်တွေကိုကျေးဇူးတင်စရာမလိုဘူးဆိုတဲ့စကားတွေကိုပြောလာတယ်ဗျနော်ကျွန်းစရာမရှိတော့ဘူးအလုပ်ရှင်နဲ့အလုပ်သမားပဲဖြစ်တယ်သူကအလုပ်ပေးတယ်ကိုကလောက်အားပေးတယ်ညံစွမ်းအားပေးတယ်ကာယစွမ်းအားပေးတယ်အဲ့လိုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်စရာမလိုဘူးဆိုတဲ့စကားတွေကိုမြန်မာလူမျိုးတွေတော်တော်များများပြောလာတယ်တချို့ဘာသာတွေမှာဆိုလို့ရှိရင်ဘယ်လိုတွေပြောလာလဲဆိုရင်မနဲ့မိုးလင်းအမျက်နှာတစ်ဖို့အတွက်မျက်လုံးနှလုံးပွင့်လာပြီးအတွေးထဲမှာတွေးလာဆိုတော့ဖះကိုချီးကျူးရတယ်နော်ဖះကျေးဇူးတွေကြောင့်အဲ့ကျေးဇူးတရားတွေကိုသိတတ်ရတယ်ကျွန်တော်တို့လမ်းတွေကောင်းနေတဲ့အချိန်တွေကတော့စပိန်လေးပဲစီးသွားတာဆိုင်ကလေးပဲစီးသွားတာဘာမှမဖြစ်အေးစီပဲကျေးဇူးတရားကောင်းမှသိဘူးဂျိုင်းတွေဖြစ်လာတဲ့အခါကျမှဒီလမ်းကြီးကခြံကြီးတွေနဲ့ဆိုအဲ့တော့မှဖះတလို့အဲ့ဒီတော့မှဟိုဒီမကောင်းတာတွေကိုပဲပြန်မြင်လာကြတာကျေးဇူးတရားဆိုတာသိရရတယ်ကိုယ့်ပေါ်ပြုစုသူကျေးဇူးအထူးသိတဲ့စီဘလို့ကျေးဇူးတရားပဲရှိရှိကျွန်တော်တို့ကိုကူညီတဲ့လူလည်းကျွန်တော်ကျေးဇူးရှိရမှာလားတချို့တွေကကျေးဇူးရှင်တွေကိုပြန်စော်ကားဖို့အတွက်တတ်ဖို့ဖျက်ဖို့အတွက်လုပ်တဲ့လူတွေလည်းရှိနေကြတယ်အခုကျွန်တော်ဗမာကျေးဇူးတရားတွေကိုတမင်တကာလာပြတာမဟုတ်ဘူးအများအတွက်ကိုပြထားတဲ့သူတွေဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ရဲ့ဦးထေးအောင်ရဲ့ပုံဒီကနေ့တင်ထားတယ်ဆရာဦးထေးအောင်တခါကြရင်ကျွန်တော်ရဲ့စကားလုံးတွေရင်သိနေလိမ့်မယ်နော်ဆရာဦးထေးအောင်သူပြခဲ့တဲ့လမ်းဟာတတိရှိတဲ့ယောက်ျားတွေရဲ့လုပ်တဲ့လုပ်ရက်ပဲဖြစ်တယ်ဗျဦးထေးအောင်ကိုကလားတော်တော်များများမုန်းတယ်တော်တော်များများမုန်းတယ်ဗမာတော်တော်များများကလည်းဦးထေးအောင်ကိုမုန်းကြတယ်ဗျဒါပေမဲ့သူစကားပြောတဲ့ပုံစံတွေကိုကျွန်တော်ကြည့်ပြီးတော့သူ့ကိုကျွန်တော်လေ့လာပြီးတော့သူပြောတာတွေကောင်းတယ်ဆိုကျွန်တော်နားထောင်လိုက်တော့ဗျာဒါဦးထေးအောင်ကိုကျွန်တော်ဆရာဖြစ်နေတတ်မှတ်ပေးမယ်ကျွန်တော်ကကျွန်တော်တပည့်ဖြစ်နေတတ်မှတ်လိုက်ပေါ့ तू ကမတတ်မှတ်ဘူးဗျာနော်ကျွန်တော်ဆရာတယောက်မဖြစ်ပြရစေနဲ့ကိုသူတို့ဆောက်လဲသူတပည့်ဖြစ်နေလက်မခံပြနဲ့ तू ပြောထားတာပဲဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့ဒီပေးလမ်းပြမှုတွေဟာကျွန်တော်တယောက်တည်းအတွက်မဟုတ်ဘဲနဲ့တနိုင်ငံလုံးအတွက်ကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်အခုဆိုကျွန်တော်ဒီလိုက်လေးကိုမတွေ့ခင်မှာကိုဂျူပီတာရင်မောင်ရဲ့နဲ့သူ့စီကိုကျွန်တော်စာပို့ထားတဲ့ဟာလေးပေါ့နော်စကွင်ရှော့လေးယူထားပြီးတော့သူကျွန်တော်ကိုဘလော့သွားတယ်ဗျသူကျွန်တော်ကိုဒီအကောင့်ထဲမှာသူ့ကိုစာပို့တဲ့အကောင့်သူဘလော့သွားတယ်ဒါရီယာကောင်းမွန်တဲ့ကိစ္စတာမဟုတ်မနေ့တုန်းကမနေ့ကလားတနေ့ကလားပေါ့နော်သူ့ရဲ့တိုက်ထဲမှာစကားပြောနေတော့ကိုစောဘာတူရဲ့ comment တစ်ခုသူကပင်ထောက်ထားပြီးတော့ဘာမှမပြောဘဲနဲ့လုပ်တယ်ကျွန်တော်အောက်မှာ comment ဝင်ရေးတယ်ဗျာနော်ကျွန်တော်လည်းတင်ပေးနဲ့တင်ပေးတင်မပေးဘူးလားတင်ပေးလို့ရလားမရဘူးလားအဲ့ဒါလေးပဲဖြည့်ဆိုတော့အဲ့ဒါလည်းမဖြည့်ဘဲနဲ့သူနာကြီးချက်တွေကိုသူချပြပေးနေပုံရတယ်ဒါကြောင့်သူတို့မှာနာကြီးချက်တစ်ခုရှိပုံရတယ်ဒါကြောင့်လည်းဒီလိုတွေပြောနေကြတာပေါ့နော်အခုကျွန်တော် blog ဝါတယ်ဆိုတော့မကောင်းဘူးပေါ့
ဦးထေးအောင်ရဲ့စိတ်နေစိတ်ထားကျွန်တော်တော်တော်လေးစားတယ်ဗျသူရဲ့တတ္တိကိုကျွန်တော်လေးစားတာဒေါ်အောင်ဆန်းစုကြည်ရဲ့အားနည်းချက်တွေကိုချပြဖို့အတွက်သူလုပ်တဲ့အခါမှာဦးထေးအောင်ကသူကပါတီတစ်ခုကိုတည်ထောင်လိုက်တယ်ဗျနော်ဘယ်ပါတီဘလို့တည်ထောင်တာသူပါတီနာမည်တွေကဘလို့လဲတော့နော်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အကြံပေးလို့ပြောသူကပြည်သူအကြံပေးတာနော်ပြည်သူအကြံပေးတာမျိုးပါတီတစ်ခုကိုထောင်လိုက်တယ်ထောင်ပြီးတော့မှသူဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတက်ဖွဲ့လုံးဝလူတွေရဲ့ရုပ်မာမှုတို့သူကတန်တဝဲတစ်စင်ပါအားလုံးကိုသူပြောလိုက်တယ်နော်အမဒေါ်အောင်ဆန်းစုကြည်ကစပြီးတော့အောက်ခြေလူတွေအကုန်လုံးဟာတခိုးနီးပါးမျှလို့ကျွန်တော်ပြောပါတယ်ဆိုတော့ပေါ်တင်ကိုဦးထေးအောင်ပြောတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဦးထေးအောင်ကအချက်လက်ရှိတဲ့အတွက်ကြောင့်ဒါနဲ့ပတ်သက်ပြီးတော့ဆန်းစုတရားမဆွဲရဘူးဗျတရားမဆွဲရဘူး NLD တစ်ဖွဲ့လုံးကိုမဆွဲရတာတစ်ဖွဲ့လုံးကမဆွဲရတာအဲ့လိုတတ်တိကောင်းတဲ့လူဒီကနေ့ဦးငါမင်းဆိုရအမတန်တနာစရာကောင်းတဲ့လူဦးငါမင်းဆိုရဲ့စိတ်ဓာတ်နဲ့ဦးထေးအောင်ရဲ့စိတ်ဓာတ်ကလုံးလုံးကြီးကိုခြားနာတယ်ဗျာဒါကြောင့်ဦးငါမင်းဆိုတချို့အရာတွေမှာတချို့သောလူတွေကြီးကတင်လိုက်သူနိုင်ငံရေးကိုတည်ထားတယ်ဒါပေမဲ့သူမပြောရဘူးဒေါ်အောင်ဆန်းစုကြည်ကိုချစ်လို့ပေါ့သူရဲ့မူဝါဒကပါလဲဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တယ်လို့ပြောတဲ့အနီဘက်ကလူပေါ့သူတို့လူတွေအများခေါ်ကြတဲ့လူပေါ့နော်အများခေါ်တာကျွန်တော်ခေါ်တာတော့မဟုတ်ဘူး NLD ကိုထောက်ခံတဲ့သူတွေUG ကိုထောက်ခံတဲ့လူတွေကအမေတော်အောင်ဆန်းစုကြည်တော်တယ်လို့ထားပြောတယ်သူကမဟုတ်ဘူးဗျဒေါ်အောင်ဆန်းစုကြည်မတော်ဘူးတော်တော်ဆိုးတာပဲသူကအဲ့ဘက်ကနေပြောတယ်တကယ်လို့မြန်မာနိုင်ငံထဲမှာအေးချင်းချင်းနေလို့တဲ့လူတွေကဒေါ်အောင်ဆန်းစုကြည်ကိုမကောင်းဘူးလို့ပြောသူကကောင်းတယ်အမေစုရှိမှဖြစ်မှာအမေစုကိုလွတ်ပေးမှဖြစ်မှာသူကဒီစကားမျိုးကိုပြောနေတာကျွန်တော်တို့ ਨੇ ဘာဖြစ်လို့ဦးငါမဲဆွေစကားမပြောတာလဲဆိုတော့ကျွန်တော်တို့ကသူပြောထားတဲ့အထဲမှာရှိနေတဲ့စကားလုံးတွေပေါ့နော်အစိတ်အတောက်ဖြစ်နေတဲ့စကားလုံးတွေကိုပဲကျွန်တော်ကချပြပြီးတော့ဦးငါမဲဆွေဒီစကားကအစိတ်ဖြစ်နေတယ်အများသူကသုံးဆွဲလို့မတင်ဘူးဒါလေးကိုအရင်ရှင်းဆိုရင် तू အဲ့ဒါမရှင်းတော့ဘူးတခြားစကားလုံးတွေနဲ့ तू လှီးလွဲပြောတော့မှာဒါကဦးငါမဲဆွေရဲ့မူဝါဒတစ်ခုဖြစ်နေ25ရက်နေ့အတွက်ကိုကျွန်တော်ရဲ့စိတ်ကိုပြင်ဆင်ဖို့အတွက်ကျွန်တော်ပြင်ဆင်တယ်ဆိုရင်ဘာမှပြင်ဆင်တာမဟုတ်ဘူးကျွန်တော်ဘာမှပြင်ဆင်တာမဟုတ်ဆိုတော့ကျွန်တော်ပြင်ဆင်တာတွေကကျွန်တော်ရဲ့စိတ်နှလုံးကိုပဲပြင်ဆင်နေတာဗျအဲ့ဒီစိတ်ကိုကျွန်တော်အခုပြန်မွေးလိုက်တာအခုပြန်မွေးတော့2ရက်3ရက်စာမွေးရပါမယ်နော်2ရက်3ရက်စာမွေးတော့ဒါပြီးသွားလို့ရှိရင်အဲ့ဒီစိတ်ကိုကျွန်တော်ပြန်တော့ဖြေလျှော့ထားရတော့မှာ2021ခုနှစ်2022ခုနှစ်တည်းမှာကျွန်တော်ကိုဆဲကျင်တဲ့လူတွေရုံမာကျင်တဲ့လူတွေနိုင်ငံရေးစကားပြောမယ်ဆိုတော့တက်လာတဲ့လူတွေပေါ့နော်သူတို့ရဲ့ဟိုမချေမချမ်းဖြစ်နေတဲ့အရာတွေကိုကျွန်တော်နဲ့စကားလာပြောကြတာပေါ့အဲ့ဒီခါမှာကျွန်တော်ဘလို့လေးပြင်ဆင်ထားလဲဆိုကျွန်တော်ပြောချင်တဲ့စကားလေးတွေကိုကျွန်တော်သိထားတဲ့အတိတရားလေးတွေကိုပဲကျွန်တော်ဒါလေးပြောင်းလဲအောင်တိုက်ထားတယ်ကျွန်တော်မသိတာတွေကိုကျွန်တော်ရှောင်မလို့ကျွန်တော်တခြားအရာတွေသိထားပြီမဲ့လဲဒီစကားပြောတဲ့အချိန်မှာဒါတွေကိုကျွန်တော်ထုတ်သုံးကြလည်းမလို့ဘူးပြောကြလည်းမလို့ဘူးကျွန်တော်လုံးဝမပြောဘူးအဲ့ဒီစကားလုံးကိုကျွန်တော်အဆအောင်ဆွဲမထုတ်အဲ့ဒါကျွန်တော်စကားပြောတဲ့နေ့တစ်ခုပဲပြီးတော့စကားပြောကနေလို့ရှိရင်ကျွန်တော်တရားတွေနားရတယ်ဗျနော်တခြားဘာသာခြားတွေရောဘာသာမခြားတာတွေရောအခုဘာသာမတူတာတွေပေါ့ဗျာဗုဒ္ဓဘာသာလည်းနားတယ်အစ္စလာမ်ဘာသာလည်းနားတယ်ခရစ်ယာန်ဘာသာတရားလည်းကျွန်တော်နားတယ်အားလုံးကိုနားပြီးတော့မှကျွန်တော်အကောင်းဆုံးဆိုတဲ့စိတ်ကိုကျွန်တော်ပြင်ဆင်ထားတယ်များသောအားဖြင့်တော့ကျွန်တော်ဒေါက်တာအနန္ဒမာလာရဲ့တရားလေးတွေကိုတစ်ပုတ်လောက်နားတယ်နှစ်ပုတ်လောက်နားတယ်နားပြီးရင်ငါဒီကနေ့လူတယောက်မနက်ဖြန်မှာစကားပြောမယ်ကျွန်တော်အရင်နှစ်တည်းရဆိုလို့ရှိရင်ကျွန်တော်ကြိုရေးထားတယ်ဘယ်နေ့မှကျွန်တော်နဲ့စကားပြလာပြောမယ်လို့ရှိတယ်ကျွန်တော်ပြင်ဆင်ထားပြီးကျွန်တော်ဒီစကားနဲ့သွားမှာဖြစ်တယ်ဒီလိုသွားမှာကျွန်တော်ရဲ့ view တွေပေါင်းကျွန်တော်ချပြထားတယ်ချပြပြီးတဲ့အပြင်ကျွန်တော်ဟာ view တွေပြောင်းသွားပြီးကျွန်တော်စိတ်ကဒီလိုရှိတယ်ဒီကိုတွေနဲ့ဒီလိုစကားပြောတဲ့အတွက်ကြောင့်ကျွန်တော်ဒါကိုပြောမှာဆိုတာကျွန်တော်ကြိုပြောထားတယ်အမေရိကန်နိုင်ငံမှာလောကရဲ့2ပတ်ကျော်3ပတ်လောက်ကပါနော်ဒီဖေဖော်ဝါရီလအစတည်းကဖြစ်သွားတာပါကိုဥက္ကာမင်းထွန်းဆိုတဲ့လူတစ်ယောက်ကဒီပန်ဆယ်ကိုတရားဆွဲလိုက်တယ်ဗျအဲ့ဆွဲလိုက်တဲ့သူထိုင်ထားတဲ့အထိုင်ပေါ့နော်သူနောက်ခံဘက်ကတော့တွေဘာတွေရှိရဆိုကျွန်တော်မပြောတော့ NLD NUG ကိုမွေးဖွားပေးတဲ့သူတွေကပဲ NUG ကိုပို့ပြီးတော့ပြန်ပြီးတော့ဖျက်ဆီးလိုက်မယ်ဆိုတော့ကျွန်တော်2022ခုနှစ်တည်းဟောကိန်းထုတ်ခဲ့ပြီးဒါကတကယ်ဖြစ်လာမှာဆိုလို့ကျွန်တော်ဟောကိန်းထုတ်တာကျွန်တော်ပြောတဲ့အတိုင်းဖြစ်နေပြီကိုဥက္ကာမင်းတို့နောက်မှာဘသူတွေရှိနေတဲ့တို့ပုဂ္ဂိုလ်ပရယောက်ရှိနေတဲ့ဘယ်ဖွဲ့စည်းဖြစ်နေအဲ့ဒါကျွန်တော်ပြောကြမလို့လူတိုင်းလည်းသိနေရပြီဒါတင်မဟုတ်ဘူးဗျကိုဥက္ကာမင်းတို့ဆွဲထားတဲ့အမှု၄မှုလို့သူပြောထားတာနော်ချပြတာအမှု၄မှုပန်ဆယ်လိုဂွင်းလုံးနေပါလွတ်မဲ့အမှုဟာဂျီနိုဆိုက်အားပေးထောက်ခံမှုပဲသူဂွင်းလုံးနေပါလွတ်ဒါပေမဲ့တရားစွဲဆိုခံထားရတယ်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလည်းပဲရှိနေတဲ့အချက်လက်တွေနဲ့သူချပြမှာဖြစ်တဲ့အတွက်ကြောင့်သူဟာ record ဝင်သွားပြီအမေရိကန်နိုင်ငံမှာအဲ့ဒီ record ဝင်တာကတအားဆိုးတယ်ဒီလို record ဝင်သွားတဲ့အတွက်ကြောင့်2-5လုံးအရေးတော်ပုံကြီးဆိုတဲ့နေ့ပဲလေနော်ဒီနေ့နဲ့ကျွန်တော်ကြည့်လိုက်မယ်မနေ့ရပါဗျာအခုကျွန်တော်ဒီမှာ23ရက်ဆိုတော့မနေ့တုန်းကမြန်မာနိုင်ငံမှာ24ရက်တည်းကိုရောက်နေပြီ
နှစ်ငါးလုံးအရေးတော်ပုံကြီးကိုသူတို့မအော်ရတော့အမေရိကန်မှာလုံးဝမအော်ရတော့ပန်ဆယ်လိုကိုတရားဆွဲရုံပဲဆွဲတာအမှုရင်ဆိုင်လေးပဲရှိနေရှိုံပဲခေါ်လဲခေါ်နေမယ်ခေါ်ကြမလဲခေါ်မှာအဲ့ဒါကျွန်တော်မသိဘူးကျွန်တော်မသိတာကိုမသိပြောတာကျွန်တော်သိတာကအမေရိကန်နိုင်ငံထဲမှာမြို့ဒေါ်လာကြီးဈေးအောင်ပွဲတော်တွေမလုပ်ရတော့ဘူးဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေကိုချပြီးတော့ We Stand with ဒေါ်အောင်ဆန်းစုကြည်လို့မအော်ရတော့ဘူးအဲ့ဒါတွေပဲနော်အခုအတွက်ကြီးမြန်မာနိုင်ငံထဲမှာဖြစ်နေပြီကျွန်တော်တို့မြန်မာနိုင်ငံတဲကိုအဝေးကနေနေတဲ့လူတွေကသူတို့မှနာကြီးချက်တွေရှိတယ်။ငကုတ်ကလေးကအကောင့်ပုံးထားတဲ့သူတွေသူတို့ရဲ့မိသားစုတွေသူတို့ရဲ့တူရီတူမတွေဘယ်သူမှကြောင်းမတက်နဲ့ကြောင်းထွက်လို့လည်းမလုပ်ဘူး။ဘယ်သူမှရုံးမတက်နဲ့ရုံးထွက်လို့မလုပ်ဘူး။နိုင်ငံခြားကနေမြောက်ပင့်ပေးတဲ့သူတွေရဲ့သူတို့ရဲ့မိသားစုတွေသူတို့ hit အတော်တွေဦးလေးတွေကစီဒီယမ်မလုပ်ကြဘူးဗျာ။စီဒီယမ်မလုပ်စီးပွားရေးလည်းလုပ်လို့ကောင်းနေတော့မယ်။ဒါကြောင့်သူတို့တွေရဲ့မျက်နှာကိုချမပြတာဖြစ်တယ်။တချို့မျက်နှာချပြတဲ့သူတွေကိုကျွန်တော်တို့ကလက်ညှိုးကြီးထိုးပြီးတော့မှဒီလူတွေဘာလို့ပြောရတယ်လို့ဖြစ်နေတယ်ကျွန်တော်အားနာတယ်အဲ့လူတွေကိုကျွန်တော်ပြောရတာအားနာတယ်ဆိုတဲ့အကြောင်းခဏလည်းကျွန်တော်ပြောဘူးတယ်။ NUG မှာရှေ့မှာထွက်လာတဲ့လူတွေရှိတယ်။ NUCC မှာနောက်ကွယ်ကနေတော့မြန်မာတွေသေအောင်မြောက်ပင့်ပေးတဲ့လူတွေရှိတယ်။ကျွန်တော်ဒီအကြောင်းအရာတွေခဏပြောပြီးမျက်နှာကြီးထွက်ပြောတဲ့လူတွေကိုကျွန်တော်တို့လက်ညှိုးထိုးပြောတာကျွန်တော်တော်တော်အားနာစရာကောင်းတယ်။ပန်ဆယ်လိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်တော့2023ခုနှစ်မတိုင်ခင်နေ့ကျွန်တော်မပြောဘူး။နာမည်တွေကိုရွတ်မိနေအောင်ပါပဲကျွန်တော်သူဘာပဲအလူပဲခံကျွန်တော်ပြောခဲ့ပြီးတော့ကျွန်တော်ထဲမှာ like comment ရေးဝင်ရေးတဲ့လူရှိတယ်။လူတိုင်းကသူ့လုံးနဲ့သူလုံးနေကြတာပန်ဆယ်လိုပတ်စံသူ့ဘာသူအိမ်မဲဝယ်လေးပြန်တွေကိုပဲရပိန်းနဲ့ချီတော့လွတ်နေသူကစားကြလို့ဖြစ်လို့သူရှာနိုင်လို့သူရထားတဲ့ဟာကျွန်တော်တို့ပြောလို့မရဘူးသူ့ရဲ့နောက်မှာသူ့ကိုအသုံးချနေတဲ့သူတွေရှိတယ်တကယ်သူပြဿနာဖြစ်ရင်ဘယ်သူမှလာဖြေရှင်းပေးပါမလို့ organizer ပေါင်းရောက်100ကျော်ရှိတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်တွေတုန်းက2022ခုနှစ်တုန်းကသူခဏဖြေရှင်းနေရတယ်သူ့ရဲ့ဖြေရှင်းမှုတွေကဘာလဲဆိုရင်နင်တို့သိလို့လား organizer ပေါင်းရောက်100ကျော်ကငါ့ကိုလာပြီးတော့ခိုင်းထားတာငါမှရမုံငွေဈေးဝယ်တော့သွားလို့ရှိရင်သွားရင်အိမ်ဒီမှာဟိုအိမ်ဒီမှာနေရတာလေရင်တစ်စင်းနဲ့တစ်စင်းကိုစောက်ရတာကအကြာကြီးဆိုတဲ့စကားကိုလည်းသူပြောသွားတယ်ဗျဒါကိုကြည်ချင်းအဖြစ် organizer အယောက်100ကျော်ကပန်ဆယ်လိုခိုင်းတာတကယ်ပြဿနာလဲတက်လာသူတို့တွေအကုန်ပန်ဆယ်လိုမလုပ်နိုင်လို့ရှိရင်ငါတို့ဆက်လုပ်လိုက်မယ်လို့လုပ်တဲ့လူတယောက်မှမရှိတော့ဘူးတယောက်မှမရှိတာဒါပေမဲ့သူတို့ရဲ့နောက်ွယ်ကနေတော့တိုးကြိတ်နဲ့ပန်ဆယ်လိုမရှိလို့ငါတို့လုပ်လို့ရကြီးလားကွာလို့ပြောတဲ့လူတွေနောက်ပန်ဆယ်လိုတယောက်တည်းကဒီနွေဦးတော်လိုင်းရေးကိုထိချုပ်ထားတာမဟုတ်ဘူးဒီလိုပြောနေတဲ့သူတွေသူတို့ထွက်လာလို့လားရှိဘူးထွက်မလာရတော့ဒါကဝန်နေစရာကောင်းတဲ့တော်လိုင်းရေးရဲ့ရုပ်မာမှုကြီးရဲ့အဆုံးသတ်မှုတစ်ခုပဲဒါကြောင့်လူမိုက်ဆိုရင်ရှောင်းသူတွေလွယ်လို့မမီဝဲနဲ့ကင်းအောင်နေဆိုပြောတာပေါ့နော်မိုက်တီမိုက်ကန်နဲ့ကိုယ်နိုင်ငံသားချင်းပြန်တပ်ဖို့တော့ကိုရုပ်မာတဲ့သူတွေဒီကနေ့ပုံနေကြတယ်တနေ့တုန်းကပဲရနောင်းဘက်မှာလူပေါင်း200ကျော်300ကျော်ကလေးတွေဖမ်းခံလိုက်ရတယ်အသက်မပြည့်သေးတဲ့သူတွေရောကိုယ့်ရဲ့အဖိုးဘွားအိမ်တွေကိုရောင်းစားပြီးတော့ထွက်ပြေးသွားတယ်လူကုန်ကူးခံလိုက်ရတယ်အဖိုးအိမ်လဲကုန်တယ်အဖွားအိမ်လဲကုန်တယ်မိဘရဲ့အိမ်တွေကုန်တယ်ဗျာခြံတွေလေးတွေရောင်းလိုက်ရတယ်တချို့အိမ်တွေဆိုပေါင်နိုင်ပြီးတော့ကလေးတွေကိုပို့တယ်တေမာကြောက်လို့ဆိုပြီးပို့တယ်သူများသားသမီးတေသွားတော့စစ်ခွေးတွေစစ်ကြုံတွေပဲဒလန်တွေပဲဆိုတော့ကျောင်းဆရာမတွေတက်လဲပြောလမ်းတွေကိုမိရှုလဲပြောနေတာလေအခုသူတို့တွေကထွက်ပြေးသွားမှထိုင်းနိုင်ငံမှာမလာပါနဲ့ငါပွားတယ်ကျွန်တော်ပြောဥပါတယ်တခြင်းလေးတစ်ပုဒ်နော်ကျွန်တော်တခြင်းတော့မရပါဘူးဘသူဆိုတာလဲတော့မသိဘူးနော်အဆိုတော့လဲကျွန်တော်မမှတ်မိတော့မလာပါနဲ့ဆိုတဲ့ချင်းလေးပြန်နော်မလာပါနဲ့ငါပွားတယ်ဆိုတဲ့ချင်းအခုလဲပဲထိုင်းနိုင်ငံမှာပြဿနာရှိတယ်2023ခုနှစ်မကုန်ခင်တည်းကကျွန်တော်ပြောတယ်ထိုင်းနိုင်ငံမှာကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေရှိတယ်အဲ့ရင်းနှီးတဲ့သူတွေရှိတော့ဘာတွေပြောလဲဆိုတော့2ရက်လောက်တယ်9ရက်နားတယ်3ရက်လောက်တယ်4ရက်နားတယ်တခါလေကြလို့ရှိရင်2ပတ်3ပတ်နေမှာ2ရက်3ရက်ပဲလှုပ်လို့ရတယ်အဲ့တော့နေရထိုင်ရတာအမတန်ခက်ခဲတယ်နေကြမရှိတဲ့ကြောင့်ခက်ခဲကြတယ်နေကြမရှိတော့မိန်းကလေးဆိုရင်ဘယ်လိုအားကိုးရမလဲဗျာမြန်မာနိုင်ငံထဲမှာဘယ်အိမ်ကိုပဲသွားဘယ်လမ်းကိုပဲရှောက်ကိုယ့်လူမျိုးတွေကြီးပဲကိုယ့်ဘာသာစကားပဲပြောတယ်အဲ့တော့ကိုယ့်လူမျိုးကိုယ့်ဘာသာစကားပြောနေတဲ့လူတွေထဲမှာမနေပဲနဲ့ကိုယ့်လူမျိုးလည်းမဟုတ်ကိုယ့်ဘာသာစကားလည်းမဟုတ်ကိုယ့်နိုင်ငံလည်းမဟုတ်တရားမဝင်ခိုးကြောင်ခွက်နေဖို့အတွက်ကိုယ့်အိမ်ကိုရောင်းပြီးသွားတယ်အဖိုးဘွားပိုင်တဲ့လက်ငုပ်လက်ရင်းတွေကိုရောင်းပြီးသွားတယ်ဒီလူတွေလမ်းမှာတဲ့လူမောင်ကိုကုခံရရတယ်ဘယ်လောက်ထိဝမ်းနေဖို့ကောင်း
ကျွန်တော်နဲ့စကားပြောတဲ့သူတွေဆိုရင်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်တစ်ခုခုမှားသွားလို့ရှိရင်ကျွန်တော်ချက်ချင်းဝင်ထောက်တယ်အန်တယ်ရှိတော့တယ်ထင်ကျွန်တော်ထောက်တယ်သူတို့အတွက်ကိုကျွန်တော်ထောက်ပေးတယ်ကိုလင်းရဲ့လိုက်ထဲမှာတချို့တွေဒလန်တက်လောက်နေတယ်ဗျာနော်ဒလန်လောက်တယ်သူတို့ရဲ့စကားနဲ့ပြောတာပါကျွန်တော်အနေနဲ့ဒလန်လို့ရမဟုတ်စကားမှားတယ်လို့ပဲပြောချင်တာကိုလင်းသူစကားမှားနေပြီရှေ့ဆက်ပြီးတော့လိန်ခွင့်မပြုတော့နဲ့လိန်ခွင့်ပြုရင်အချင်းကြီးစိတ်ဝမ်းကွဲသွားလိမ့်မယ်အမေရိကန်မှာနေတဲ့ကိုစောသူဆိုတဲ့သူဗျာအမအင်ဒီယားနားဖုန်းမှာနေတဲ့ဦးလေးတယောက်သူ့ကိုယ်သူကျွန်တော်ကဖတ်အံမှာဘာလို့တက်လိမ့်နေမာမီဘလူးလေးနဲ့စကားပြောတော့မိန်းကလေးတယောက်ကသူကတက်ပြီးတော့မှမဟုတ်ဘူးလေအင်းမလို့အဲလို့နဲ့တက်လောက်တာဟိုကသူ့ဆဲသွားအောင်ကိုလေးမှဆဲခံလိုက်ရတယ်အဲ့လိုမျိုးတွေကိုမလုပ်နဲ့မကောင်းဘူးတနေ့တော့ကလည်းထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်ညီလောက်ရှိတယ်နော်မိုက်ကယ်ဟာဘိုကြီးဆိုလားဘိုမူဆိုလားမသိနော်သုံးပွင့်ဆိုလားဘာပွင့်ဆိုလားမသိတက်လာကျွန်တော်ကအဲ့ဒါကိုဘိုမလို့ပဲခေါ်တယ်နော်သုံးပေါင်းနဲ့ဘိုမသုံးပွင့်နဲ့ဘိုကြီးတော့မဟုတ်သုံးပေါင်းနဲ့ဘိုမလို့ကျွန်တော်ခေါ်ပြီးတော့ကိုလေးလိုက်ထဲမှာကျွန်တော်ပြောတယ်ဒီလူဘိုကြီးသုံးပွင့်တဲ့လူဟာစီဒီယန်လောက်လာတာ2023ခုနှစ်9လပိုင်းမှာဇူလိုင်မှာလောက်လာတယ်ပြောတယ်2023ခုနှစ်ကြာမှာသူကစီဒီယန်လောက်လာတာတော့လဲ AUG ရဲ့ထောက်ပံ့မှုနဲ့နိုင်ငံခြားကိုပြရတာပေါ့ထိုင်းနိုင်ငံမှာသူခွေးတော့ဝဝင်တယ်သူများပြောတာကို EA နဲ့နေရတာအဲ့လိုလူဒန်းစားတယောက်ပြောတာကိုနားထောင်နေတယ်ဗျာကိုလိုရလဲဟုတ်လားဘိုကြီးဘာဖြစ်လို့နောက်ကျလဲဆိုစကားတွေသွားပြောတယ်တော်ဝမ်းနေဖို့ကောင်းတယ်ဗျအဲ့ဒီမှာဒလန်ပါလို့သွားလဲဆိုတော့ကရားပြည်နယ်ရဲ့ PDF တွေကိုတော့သူတအားသဘောကျတယ်ဗျာတဲ့ကရားပြည်နယ်မှာစစ်သားတွေဟာအပြင်မှာရေထွက်ခတ်လို့မရအောင်အကုန်လုံးချောင်းနေကန်တွေကိုရေအစိတ်ခတ်ထားတယ်ချောင်းနေမြောင်းတွေကိုအစိတ်ခတ်ထားတယ်ပြီးတော့လမ်းတွေအားလုံးကိုမိုင်းတွေထောင်ထားတယ်ဘလို့မှသွားလို့မရမိုးရွာတော့မှရေကိုခွက်နဲ့ခံတောက်ရတယ်ဆိုစကားပြောရတယ်ဒီစကားဟာဘလောက်ထိ NUG ပေါ်မှာတက်ရောက်မှုရှိလဲဆိုရင်ဒီစစ်သားစီဒီယန်ဆိုတဲ့လူမိုက်ကယ်နဲ့သွားပြီးတော့ပြောတဲ့စကားပေါ့ရေထဲမှာအစိတ်တွေခတ်ထားတယ်စစ်သားတွေကမိုးရေခံတော့ဆိုစစ်သားမတောက်တော့လေအဲ့ရေတွေကိုဘူးတောက်တယ်ပြည်သားတွေတောက်အောင်ပါဗောအရက်သားတွေတောက်အောင်ပါဗောလမ်းတွေကိုလှုပ်ထားတာသူတို့မိုင်းတွေထောင်ထားတယ်ကလေးတွေအကုန်ဘုံပွဲကုန်တာဗောဒီလိုအကြမ်းဖက်မှုကြီးကိုချပြပေးနေတော့ကိုလိုရလဲဟုတ်လားဘာညာဆိုဟိုကဝမ်းသာပြနေတာကိုဒလန်ပြန်လောက်နေမသိဘူးတော်ဆိုးတဲ့လူအဲ့ဒါကြောင့်ကျွန်တော်ပြောတာဗောသစ္စာဖောက်တဲ့လုပ်ရက်တွေကကောင်းတဲ့ကိစ္စမဟုတ်ဘူးမြန်မာနိုင်ငံထဲမှာကျွန်တော်လူကြီးတွေမှာကျွန်တော်ဒီမှာလာ join မလုပ်တော့နော်တင်ပေးလို့ရတယ်ခုနကကျွန်တော်အကိုကြီးတယောက်တငယ်ချင်းဖြစ်နေသူလက်ခံထားတယ်နော်ကိုလက်မင်္ဂလာတောင်ကျောဆိုတဲ့အကောင့်နဲ့လက်ခံထားတယ်သူနောက်ထပ်ကျွန်တော်ကိုပြောထားတဲ့အကောင့်နဲ့တော့သူလက်မခံထားဘူးဗျခုနကသူကျွန်တော်ဝင်ကြည့်နေတဲ့ပုံလေးတော့တွေ့တယ်အဲ့ဒါမတန်ဝမ်းနေစရာကောင်းတယ်နော်တော်တော်လေးဝမ်းနေစရာကောင်းတယ် AUG ကလူတွေကျွန်တော်ပြောခဲ့ပြီးနှစ်ငါးလုံးရေးတော်ပုံကြီးကိုလောခဲ့တဲ့2023ခုနှစ်တုန်းကလည်းသူတို့မလုပ်ဘူးလဲမလုပ်ရဲဘူးမြန်မာနိုင်ငံသားအချင်းချင်းကိုပဲပြန်ပြီးတော့တတ်ခိုင်းနေတာမြန်မာနိုင်ငံသားချင်းပဲပြန်တတ်ခိုင်းတာမြန်မာနိုင်ငံတဲကလူတွေကိုပဲသူတို့ပြောနေတာအမေရိကန်နိုင်ငံထဲမှာကျွန်တော်တို့ကအေးရှေပဲကျွန်တော်တို့ကဘာလုပ်လို့ရတယ်ညာလုပ်လို့ရတယ်ပြောနေတဲ့လူတွေအခုပိုးကုန်ကြပြီဗျာ2023ခုနှစ်တစ်နှစ်လုံးလူဒေါ်လာစီအောင်ပွဲတော့လောက်တာကြားလားဘိုးနဂါတို့အဖွဲ့ကအိုးစာဖတ်ဆိုတဲ့ခေါင်းစဉ်နဲ့သိန်းပေါင်း1000အလူခံနေတဲ့ project တွေကိုသူတို့လုပ်ဒီငွေကိုဘာကြောင့်မလို့ဘိုးနဂါအဖွဲ့ကလောက်ရတာလဲဆိုရင် NUG ရဲ့လက်အောက်မှာရှိတဲ့ဘိုးတန်မီတို့အဖွဲ့ရဲ့တပ်ဖြတ်မှုတွေလူရဲမှုတွေဓမြတိုက်မှုတွေနဲ့အချင်းချင်းစက်ချက်လူမှုတွေကြဲပြန့်ဖြစ်လာတဲ့ကြောင့်သူကငွေရှာနေရတာအဲ့တော့ AUG ရဲ့လက်အောက်ထဲမှာဘိုးနဂါကိုတတ်နိုင်လို့ရှိရင်သူတို့ကပြီးသွားလို့ထင်တာ AUG လက်အောက်မှာအဲ့လိုအစွမ်းစားရှိတဲ့ PDF တရားမှမရှိဘူးဘိုးနဂါလို့ပုံစံမျိုးအဲ့တော့ဘိုးနဂါကိုသူတို့ဒါမုံတီးနေကြတာဒါကြောင့်ပဲဘိုးနဂါကိုခိုးကြောင်ခိုးရနဲ့လိုက်တိုက်တယ်နောက်ကနေမိုင်းထောင်တယ်မြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိအစိုးရကိုလက်ထောက်ချတယ် AUG ကလူတွေကျွန်တော်ဒါရန်တိုက်ပေးနေတာမဟုတ်ဘဲနဲ့သူတို့အချင်းချင်းပြောထားတဲ့စကားပဲဘိုးနဂါကိုယ်တိုင်ပြောထားတဲ့စကားတွေဖြစ်နေဘိုးနဂါကိုယ်တိုင်ပြောထားသလို AUG ကိုယ်တိုင်ကပြောထားတဲ့စကားလည်းဖြစ်တယ်အားလေးပြန်တွက်ကြည့်ပေါ့အမေရိကန်နိုင်ငံထဲမှာဗျာ AUG ရဲ့တိတ်ခါမဲ့မှုဟာကျွန်တော်ကိုတရားစွဲဖို့အတွက်ဆိုတော့ကျွန်တော်နေခဲ့ဘူးတဲ့အိမ်မှာရောက်လာတဲ့ကျွန်တော်စာတွေကို
ခိုးကြောင်ခိုးရနဲ့ယူထားတယ်ဗျာယူပြီးတော့ကျွန်တော်တရားဆွဲဖို့လုပ်တယ်အခုကျွန်တော်တရားမှာဆွဲပေးတယ်သူတို့အမှုသူတို့ပြန်ပတ်ပြီးသူတို့ကောင်းကိုပြင်မာတဲ့အမှုပြန်ပတ်ပြီးနော်ဘယ်လောက်ထိအောက်တန်းကြလဲလို့ကျွန်တော်ကိုထောင်သွင်းမယ်လို့အကျဉ်းချမယ်လို့ဟာတိုက်ပိတ်မယ်လို့ကျွန်တော်မပြောနဲ့ကျွန်တော်ထောင်ထဲကထမင်းကျွန်တော်စားနိုင်တယ်အဲ့ထက်ဆိုးလဲကျွန်တော်စားနိုင်တယ်သူတို့စောကဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ပြောကျင်တယ်ဆိုကျင်တဲ့လူတွေဟိုငကိုတွေကကျွန်တော်ပြောသားပဲဘာမှမသိကျွန်တော်နိုင်ငံရေးသမားတွေတွားပြောလို့ရှိရင်ကျွန်တော်တို့ယူဂျီလုပ်နေတဲ့ကလေးတွေကအိမ်သားတွေကရေကိုခတ်ပြီးတောက်နေတယ်အဲ့ဒါအိမ်သားတွေကရေတောက်တာဘာဖြစ်တော့တောက်လို့ရတဲ့ဟာတောက်ပေါ့ဘာတွေများဝမ်းနေစရာရှိသွားတော့မြေကြီးထဲမှာရှိနေတဲ့ဥတွေတောင်ကျွန်တော်တို့ကခုစားသေးတယ်ဗျာဟိုတူးပြီးတော့ဆွပြီးတော့စားသေးတယ်ဟိုမြေကြီးထဲမှာရှိတဲ့ပရစ်လေကျွင်းထဲမှာတူးပြီးတော့စားလို့စားအခုအိမ်သားတွေကရေကိုတောက်တာချမှာအိမ်သားတွေကရေကိုတောက်ရတယ်လို့ပြောတယ်တော်တော်ဆိုးတဲ့လူတွေတော်တော်ဆိုးတဲ့လူတွေအဲ့ဒါဘာတွေများနစ်နာသွားလို့သူများကိုတတ်မယ်လို့ကြံနေတော့အော်ဟစ်ပြီးတော့မှတတ်ဖို့ဖြတ်ဖို့အတွက်လုပ်တယ်UG ဝန်ကြီးတွေဗျာနိုင်ငံခြားကိုလည်းရောက်နေပြီပြောလိုက်တော့ဒီမိုကရေစီဘာမှန်းလည်းမသိဘာဒီမိုကရေစီလည်းမသိဘူးတရားမျှတမှုကိုလိုချင်တယ်ဆိုတော့အမေရိကန်နိုင်ငံရောက် AUG ဝန်ကြီးကသရိုးစောကိုတရားမျှတမှုအတွက်တရားဆွဲဖို့အတွက်ကျွန်တော်စကားတွေကိုထပ်နေပြီနော်တရားဆွဲဖို့အတွက်ဆိုကျွန်တော်ရဲ့စာတွေကိုခိုးတယ်ဗျာ AUG ကိုထောက်ခံတဲ့အမေရိကန်နိုင်ငံရောက်တစ်ဆက်ပေါက်ကကျွန်တော်စာကိုခိုးတယ် AUG ဝန်ကြီးစီကိုပို့တယ်AUG ဝန်ကြီးကလည်းသူများတွေတရားဆွဲတာကိုမလိုချင်ဘူးငါကိုယ်တိုင်တရားဆွဲမယ်ဆိုတော့သူတို့ကိုယ်တိုင်ဆွဲဖို့အတွက်လုပ်တယ်ကျွန်တော်စာကိုခိုးတာတဲ့တခိုးကတရားဆွဲတာဗျာတခိုးကလူဟဲ့ဆိုတာဒါကိုပြောတာပေါ့အမေရိကန်နိုင်ငံထဲမှာတော်တော်ဆိုးတဲ့လူတွေAUG ဝန်ကြီးကတခိုးဘယ်လောက်ထိဝမ်းနေဖို့ကောင်းလဲကျွန်တော်ခုနကကျွန်တော်ညီကိုတယောက်တွေ့တယ်နော်စကားပြောချင်လို့ရှိရင်တက်ပြောလို့ရမှာဒီအမေရိကန်နဂါးကြီးကကျွန်တော်ရင်တော့တရုတ်နဂါးဆိုတုံချမ်းတယ်နော်ဂုံးစီဖွားချွာကြီးဆိုတဲ့လူအခုမှကျွန်တော်တွေ့တယ်ကျွန်တော်ရှာလိုက်မယ်အားလို့ရှင်တက်လာရနော်ဟုတ်တယ်ဗျကျွန်တော်ပြောတာတွေကထိရောက်မထိရောက်တော့မသိနော်အမေရိကန်နိုင်ငံထဲမှာရှိနေတဲ့ခွက်ခောက်တွေကတော့ကျွန်တော်ရဲ့စာတွေကိုတခိုးလက်ခံပြနေခိုးသွားတယ်ဗျနော်ကျွန်တော်တင်ပြတယောက်ကိုတင်ပေးထားတယ်မလက်မခံတော့ပါအမြင်မတူတာလေးပြောလို့ရတယ်ဗျာကျွန်တော်ကိုယ်လာတက်ပြောလို့ရှိရင်ကောင်းတာပါနော်ကျွန်တော်နဲ့စကားပြောမယ်လေပြောတယ်ဒီဖြိုးစော်ကြီးအဖေဒီဖြိုးကျင်လာဒီဖြိုးစော်လာမသိနော်ဂျူပီတာရင်မောင်းဆိုတဲ့အကောင့်ပိုင်ရှင်အခုကျွန်တော်ဘလော့သွားတယ်ဗျာ Messenger ဘလော့သွားတယ် Facebook ကလည်းဘလော့သွားတယ်မင်းညနေကကျွန်တော်ဘလော့သွားတယ်ကျွန်တော်နဲ့စကားပြောမယ်လေကွာအဲ့ဒါစီရေးမြင်ကောင်းတဲ့အမြင်မဟုတ်ဘူးရန်သူကိုလွတ်မလားဆိုတော့ပစိုးချုပ်ပြီးတော့မှပစိုးငါ့ကိုမမြင်ရလို့ရှိရင်ပြီးသွားပြီးတော့လုပ်လို့ဖြစ်နေတယ်အဲ့ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးကျွန်တော်တို့နဲ့ရိုးသားသားစကားပြောကျွန်တော်ဒီလောက်ပါမယ်တော့ချားရီမပြောချင်ဘူးကျွန်တော်ဘလော့သွားတယ်ကိုဂျူပီတာရင်မောင်းကျွန်တော်ဦးထေးအောင်ကိုကျွန်တော်တကယ်တန်ဖိုးထားလို့ဗျကျွန်တော်ဦးထေးအောင်ကိုကျွန်တော်ဆရာဖြစ်နေတင်ထားတာသူကတော့ကျွန်တော်ဆရာဖြစ်နေသူမနေပါဘူးကျွန်တော်စကားတွေမှားသွားလို့ရှိရင်ဆရာထိခိုက်နိုင်တယ်ကျွန်တော်ကြောင့်သူဂုံတက်သွားမှာမဟုတ်တကယ်လို့များကျွန်တော်လုပ်လို့ရှိရင်မနော်ကျွန်တော်အမားတွေလုပ်ခဲ့လို့ရှိရင်သူ့ရဲ့ရှိနေပြီးသားအရာတွေကခမားတပည့်ပဲဆိုတော့ဖြစ်သွားနိုင်တယ်ကျွန်တော်ကလေးစားလုပ်တင်တာပါသူပြောတဲ့စကားတွေကိုကျွန်တော်တုပပြီးတော့ကောင်းတာလေးတွေကိုယူကြည့်တာပဲနော်ကောင်းတဲ့အရာလေးကိုတုပပြီးယူကြည့်တယ်ယူပြီးတော့ကျွန်တော်စူးစမ်းကြည့်တာပေါ့ဒီရက်ပိုင်းလေးတွေမှာဦးထေးအောင်ရဲ့စိတ်ကိုကျွန်တော်မွေးထားလိုက်မယ်ဦးထေးအောင်ကအမတန်တတိရှိတဲ့လူတစ်ယောက်ဖြစ်တယ်တတိရှိတယ်သူဘာလုပ်ရင်ဘာဖြစ်မယ်ပဲသူသိထားတယ်သိထားလို့ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အကြံပေးလို့ပြောတဲ့အချိန်မှာသူကပြည်သူအကြံပေးဆိုတာသူကဖွဲ့တယ်ပါတီတစ်ခုလုပ်ခဲ့တာတော့တင်ပေးထားတယ်မတရေဘူးနဲ့တို့နော်မတရေဘူးနော်လာကြည့်နေဦးလူတူရေးထားတဲ့ညီကိုဦးလူတူရေးထားတဲ့ညီနော်အစ္စလာမ်ဘာသာဝင်လူရေးထားတဲ့ညီကိုသူမတက်ဘူးဆိုတော့ကျွန်တော်ညီကိုတယောက်ခုနလာကြည့်ရပါကျွန်တော်ကြည့်လိုက်ပါစကားပြောကျွန်တော်တင်လို့ရတက်လို့ရနော်တက်လို့ရတယ်အခုဒီကောက်မှာတက်လို့ရတယ်ဗျဦးထေးကိစ္စနဲ့ပတ်သက်တာပြီးသွားပါပြီเนาะကျွန်တော်သူ့ကိုလေးစားတယ်ကျွန်တော်ရဲ့ဆရာတယောက်လို့ကျွန်တော်တတ်မှတ်ထားတယ်
အဲ့တတ်မှတ်ထားတဲ့ကျွန်တော်ကတတ်မှတ်တာနော်သူကကျွန်တော်တပည့်တယောက်လို့တတ်မှတ်ထားတာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်သူ့ရဲ့ပုံတင်ထားတာဖြစ်တယ်လူတယောက်လာတောင်းပြီနော်ဒီမှာဒီလူရဲ့ဗျူဟာကိုကျွန်တော်ပြောမှာနော်သူ့ရဲ့အရက်ဆက်ဆုံးဗျူဟာတခုကျွန်တော်နှုတ်ဆိုင်နဲ့မင်္ဂလာပါအားရမင်္ဂလာပါကျွန်တော်ကိုစောပါတို့ကအကြီးကြီးဗျနေလေရမှာကျွန်တော်လူတယောက်နဲ့စကားပြောတယ်ဗျနော်ကိုစောပါတို့မသိတဲ့လူတယောက်ပါကိုစောပါတို့ကိုကျွန်တော်ချွင်းချက်ဖြစ်နေထားရတယ်ကိုစောပါတို့ကဘာလင်းဒီပိတ်တို့ဘယ်စုကြည်လင်းသွားပြီပေးထားတဲ့အကောင့်နံပါတ်နော်ဒီလူကကိုစောပါတို့ကဗျာလို့သူပြောတဲ့စကားတွေကလည်းအားလုံးကောင်းတယ်လှုပ်တဲ့လှုပ်ရက်တွေလည်းအားလုံးကောင်းတယ်ကျွန်တော်ကြိုက်တာဗျနော်မကောင်းတာတွေကျွန်တော်မမြင်ဘူးမမြင်လို့ကျွန်တော်ပြောလို့မရအောင်ပြောတာတွေလှုပ်တာတွေအားလုံးကောင်းတယ်မကောင်းတာကဘာလဲဆိုတော့အဲ့ဒီနာမည်ကြီးပေးထားတာဒီနာမည်ကသူကဖြည့်စည်းရှိတယ်ဗျဘလို့ဖြည့်စည်းလဲဆိုတော့ကျွန်တော်တောင်းပန်တယ်ဗျာလို့ပြောလို့ရှိရင်ပြီးသွားပဲဒီလောက်ထိရုပ်မာတဲ့သူတွေကိုသူတို့ကလူမြင်မြင်သမားကိုအမေစုသားဆိုလို့ပြောတယ်ဆဲနေကြတယ်ဆဲနေတော့ကိုစောတို့ကဒါကျွန်တော်ပေးချင်လို့ပေးတာမဟုတ်ဗျာဒီလူတွေရဲ့စိတ်ကိုဆွပေးဖို့အတွက်လူနားလဲလာအောင်ကျွန်တော်ပြောလိုက်တာဖြစ်တယ်လို့ပြောရင်ဒီအဖြေကပြီးသွားပြီဗျာအဲ့ဒီကိုစောတို့ကအဖြေသေးသေးနဲ့သူတို့ကိုစိတ်ထွားတာလို့ဖြစ်နေအဲ့ဒါကြောင့်ကိုစောပါတို့ကတော့ရတခြားလူတွေကြတော့အဲ့လိုမဟုတ်ဗျာတခြားလူတွေကြတော့အဲ့လိုနာမည်တင်ပေးရတော့မဟုတ်တာဖိဆဲနေတယ်ဗျာတွေးသမျှအောင်ဆဲနေဘာအကြောင်းမှလည်းမရှိဘာအကျိုးတရားလည်းမှလည်းမရအများအကျိုးရှိအောင်လည်းသူတို့မပြောဘူးအများအကျိုးရှိတဲ့အလုပ်ကလည်းမလုပ်ဘဲနဲ့ဆဲတာဒီမှာကြောက်ချတာကြီးဆိုတော့မကောင်းဘူးကိုစောပါတို့ကဒီလိုလုံရင်းနဲ့အမေစုကိုအမှုတက်တာလည်းမရှိဘူးကြောက်ချတာလည်းမရှိဘူးရှိနေပြီးသားအရာတွေကတော့သူကထားလိုက်တော့ဟုတ်ကဲ့ပြောလို့ရကြောင်းကိုကျွန်တော်ညီကိုပြောလို့ရတယ်အခုပြောချင်တာကဘာလဲဆိုတော့အခုထိုင်းနိုင်ငံမှာရှိတယ်ပေါ့နော်ဒီမိုက်ကယ်တို့ကနေထပ်ပြီးတော့ဒါဟိုနင်းကိုပေါက်เสียတော့ဒါလောက်ကြံဖို့အတွက်ဒါတချို့ကလည်းငွေထည့်ဝင်မဲ့ဆိုပြီးတော့ဒါပြောလာတဲ့ဟာကိုမိုက်ကယ်ကတစ်ဖက်ကနေတော့ဗီဒီယိုရိုက်ပြီးတော့မှပြန်ပြီးတော့တင်ထားတာတွေ့ရတယ်ဗျတွေ့ရအဲ့ဒီမှာဟိုမဲတီကိုလောက်ကြံတော့ကလည်းဒါအမေရိကန်မှာရှိတဲ့ဖြဲကြီးဖွဲ့ကဒီအေးနိုင်လို့ထိန်းနိုင်လို့လည်းပါတယ်ဗျပန့်ပိုးတဲ့ထဲမှာဒီမဲတီကိုဖမ်းဖို့ပေါ့အဲ့ဒီနောက်မှာတခါသူတို့ထပ်ပြီးတော့ထုတ်ပြန်တာကဒီမပူတူဆိုတဲ့အမျိုးသမီးလေးတယောက်ကိုသူတို့ထပ်ပြီးတော့ဒါနေပြေးနိုင်အောင်ပြေးထားဆိုတဲ့ပုံစံမျိုးပေါ့နော်ငါတို့ဖမ်းပြမယ်ဆိုတဲ့ဟာကိုဒါမိုက်ကယ်တို့ကပြောထားတယ်ဗျအခုနောက်တစ်ခါကတော့ဒီတတိယမြောက်ကတော့ဒါဟိုနည်းပေါ့ပေါက်เสียတော့သူတို့ထပ်ပြီးတော့မှဒါဖမ်းဖို့ထပ်လုပ်တယ်ပေါ့သူတို့ကြည့်ပဲလားဆိုတော့မဟုတ်ပါဘူးထပ်ပြီးတော့သူတို့လုပ်ပါလေဦးမယ်လုပ်ကြလေဦးမယ်အဲ့ဒါတွေကိုကျွန်တော်ပြောချင်တာကထိုင်းနိုင်ငံမှာရှိတဲ့တန်ယုံအနေနဲ့အလုံးထိထိရောက်လုပ်ဖို့ကျွန်တော်ကပြောချင်တာအဲ့လိုထိထိရောက်မလုပ်သေး၍ထိုင်းနိုင်ငံမှာနေပြီးတော့မှဒါမြန်မာပြည်တွင်းထဲမှာရှိနေတဲ့လူတွေကိုစုချင်းငွေတွေထုတ်ပြီးတော့လိုက်လံဖမ်းဆီးတပ်ဖြတ်ခိုင်းနေတဲ့ဟာတွေကဒီတဲ့တစားပိုတိုးလာတယ်ဆိုတာကိုဒါမြင်နေရတယ်တွေ့နေရတယ်အဲ့ဒါကြောင့်မလို့ဒီထိုင်းနိုင်ငံမှာရှိတဲ့တန်ယုံနေလဲအလုပ်လုပ်ဖို့လိုအပ်သလိုမြန်မာပြည်မှာရှိနေတဲ့နာဆာကလည်းထိုင်းနိုင်ငံနဲ့တန်ရေးတမန်ရေးတွေချိတ်ဆက်ပြီးတော့ဒီအကြမ်းဖက်တွေကိုနော်ထိထိရောက်တရားဥပဒေနဲ့အညီနှိမ်နင်းပေးဖို့ကျွန်တော်ကဒါလေးကိုထပ်ပြောချင်တာပါကိုစောပါတို့ပြောတာတွေကျွန်တော်တွေးလိုက်တယ်နော်တချို့ကောင်မလေးတွေကိုတွားရတော့မင်္ဂလာဆောင်နေပါကဘာတွေရောဘာညာတွေဘာပွဲတွေမှမသိပါနော်ညီမလေးကလှူအောင်မလားအရင်တော့ဘလောက်လှူထားလဲအရင်တော့ဘလောက်လှူထားလဲခွေးပြဖို့ကြည်ကြံဖို့ဘလောက်လှူထားလဲပေါက်ဆရာတော်ကိုဖမ်းမိရင်ဘလောက်ပေးမလဲသင်္ကန်းကြီးချွတ်ရင်တော့မချွတ်ရင်ကဘယ်လိုလုပ်မလဲသင်္ကန်းဝတ်ထားရင်ဘာလုပ်တင်လဲသင်္ကန်းဝတ်ထားရင်သူကတတ်မှာတော့အားနာတယ်ပေါ့နော်ဆွဲချူပြီးသူကတတ်ဖက်ဆိုတဲ့အဲ့သဘောမျိုးသူကပြောနေကြတာဒီမှာကျွန်တော်တွေးပြီးတာတွေကဘာလဲဆိုရင်မိုက်ကယ်ကသူ့ကိုယ်သူသိတယ်ဗျတေလူတယောက်ဖြစ်သွားပြီတေလူတယောက်ဖြစ်သွားသူရသလောက်ကိုသူချစ်ထုတ်ယူမှာပေါ့အဲ့ဒီမှာသူမိဘတွေအနေနဲ့ပြန်တွေးတင်တာဗောနော်ငါသားလုပ်နေတဲ့ကိစ္စတွေကလူတယောက်ကိုတတ်ဖို့အတွက်ကိုလုပ်နေတယ်တေလူကြီးမှာရှိနေတဲ့လူတွေကလည်းပဲမိုက်ကယ်ဟာဒီထောက်ဖို့အကြီးစားလို့သူတို့ကိုယ်တိုင်တတ်မှတ်ထားတယ်ဗျထောက်ဖို့လက်မှတ်တွေရတယ်ဘယ်လိုလက်မှတ်တွေလဲတော့ကျွန်တော်မသိဘူးနော်သူတို့ CDN တွေဆိုတာလဲဘာလက်မှတ်လဲ PDF ကဘာလက်မှတ်လဲကျွန်တော်နားလည်တာမဟုတ်ဒါပေမဲ့သူတို့ပေးတဲ့ဟာတွေပြောတာပါနော်မိုက်ကယ်ကသူတို့ထဲမှာဒီထိုင်းနိုင်ငံမှာဆိုရင်မိုက်ကယ်ကအကြီးစားထောက်ဖို့ပဲနောက်တဲ့ကိုချိုင်းဆိုတဲ့ကလေးကဒီဘိုးနဂါတို့အတွက်အကြီးစားထောက်ဖို့AUG ထောက်ဖို့နဲ့ဒီဘိုးနဂါတို့ထောက်ဖို့ပါဒီလိုကွာဟမှုတွေရှိကြအောင်မြေပြင်မှာလိုက်ပြီးတော့တခြားလှူဒန်းပြီးတော့ပေးနေတာဗောနော်ဒါစားတောက်တွေပို့တာတော့ကျွန်တော်မပြောချင်ပါဘူးဒီပြောကြတာမလို့ဒါမြောက်အောင်တော့ဘာလို့ကတခြားထောက်ဖို့တမျိုးပေါ့ဒါသူအစားတောက်တွေပေးနေဆိုအစားတောက်ပေးတာကျွန်တော်ဘယ်လို့မှမပြောဘူးသူဘယ်လိုပဲပေးပြရိတ်ခပေးအဲ့ဒါအစိုးရနဲ့ဆိုင်တယ်ကျွန်တော်လည်းမဆိုင်ဘူးအဲ့ဒီမှုတွေကျွန်တော်လုပ်လို့မရဒါအကျန်းဖတ်တာတွေတော့ပြောလို့ရတာဗောနော်ကျွန်တော်တရားဆွဲလို့မရဆွဲလို့ရလဲရမှာဗျာကျွန်တော်မဆွဲဘူးဒီမိုက်ကယ်က
သူ့မှာတေတံလောက်ထိကြားနေအနည်းဆုံးတေတံလောက်သူကြားပြီအကျန်းဖတ်မှုကိုအားပေးတယ်လက်နက်တွေလည်းဝယ်ပေးတယ်စီလေစီယုံပေးတယ် AOG ရဲ့ခိုင်းစင်မှုကိုလည်းသူလုပ်တယ်လို့ပြောတယ် AOG နဲ့ဆက်သွယ်ပြီးတော့မှ CDM ပေါင်း190ဆိုတော့ဘလောက်လောက်မသိသူခေါ်ခဲ့တယ်ပေါ့နော်ဒါစစ်သားတွေနဲ့စစ်သားမှမသိဘဲနဲ့ရောက်လာတယ်လို့တော့ရှိတယ်လေဟိုနေ့ကလည်းပြောသွားတယ်သူတယောက်တည်းသေမှာမဟုတ်ဘဲနဲ့ဟိုနေ့တော့ကလည်းမင်္ဂလာဆောင်နေတဲ့ကလေးတွေကိုသွားတော့မင်္ဂလာဆောင်ပွဲမှာကျွန်တော်တို့ကလှူပါတယ်ဗျာဆိုတော့အဲ့ကလေးတွေကမွေးလာရင်ဒီကလေးတွေဘယ်လိုလုပ်မလဲသူတို့သမီးလေးတွေမွေးလာသားလေးတွေမွေးလာမှာအခုကတော့အချစ်နဲ့လန်ထားလို့ကောင်းနေတဲ့အချိန်မှာတော့သူကလှူတယ်ပါညာခွိကွာဆိုတော့ကိုကြီးကတောင်းလို့မဟုတ်ပါဘူးမကြွေးခွဲလို့မဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်လှူခြင်းလို့ပါဆိုတဲ့စကားကိုပြောပါတယ်အဲ့တော့တနွယ်ငင်တစ်စင်ပါအသေးရင်းတဲ့ကိုခုံဆင်းတဲ့သူတွေနဲ့တူတယ်ပြထိုင်းနိုင်ငံရောက်နေတဲ့သူတွေမြန်မာနိုင်ငံမှာရှိနေတဲ့အစိုးရဝန်ထမ်းတွေနဲ့အတူတူဒီထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာတန်ရုံးကလူတွေသူတို့ရဲ့ညံပြင်းမှုလို့ပဲကျွန်တော်ပြောနေဗျခဏခဏဒီလိုပြောတာကြီးကိုကျွန်တော်အားတော့အားနာလားညံပြင်းတယ်အသုံးမကျဘူးလို့ပြောရမှာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကများသောအားဖြင့်တက်မတော်ကိုထောက်ခံတဲ့သူတွေဒီဆိုးရယူကိုထောက်ခံတဲ့လူဟာထိုင်းနိုင်ငံကတွေ့တယ်မလားထိုင်းနိုင်ငံရဲတွေကဖမ်းတော့မှာထိုင်းဆိုးရကမြန်မာနဲ့ပေါင်းလို့မှာထိုင်းဆိုးရကိုပဲအားကိုးနေတော့ငါတို့ဘက်ကလူတွေကနေသွားခေါ်လေးလို့သွားဖိတ်ခေါ်လေးလို့ပဲဖြစ်ဖြစ်တိုင်ကြားလေးလို့ပဲဖြစ်ဖမ်းပေးတဲ့လူတွေရှိတယ်ဆိုတာမရှိသေးဘူးဗျအဲ့လောက်ထိညံပြင်းတဲ့ဟိုတန်ရေးတမန်ရေးတန်မှုတွေပေါ့ဗျာဒါသူတို့ရဲ့ညံပြင်းမှုတွေပဲဗျာပြောလို့ရှိရင်တော့မကောင်းပါဘူးတော်တော်ညံ့တယ်တော်တော်ညံ့တယ်အဲ့နေရာမှာတော့တော်တော်စုပ်ပဲ့နေအောင်ညံ့တာလို့ပြောရမှာနော်စုပ်ပြတ်တတ်နေတာပြောရမှာဟိုမှာတွေ့တော့အောက်မှာရေးထားတော့ကျွန်တော်ကဒီစာလေးကျွန်တော်ဘယ်လို share လို့ရမလဲဗျာထိုင်းအစိုးရကနေတော့မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီးဖမ်းတော့မယ်လို့ထိုင်းအစိုးရကြီးကိုအားကိုးနေတော့ကိုယ့်လူကိုအားကိုးလို့မရဘူးဖြစ်နေတော့အဲ့တော့မြန်မာနိုင်ငံရဲ့အစိုးရရဲ့တန်ရေးတမန်ရေးဆက်သွယ်မှုဟိုဒီလောက်ရက်တွေကတော့တော်တော်လေးကိုညံပြင်းလွန်းနေဗျာညံပြင်းလွန်းနေတော်တော်ကြီးကိုပြောင်းပြန်ပြန်လာနေတယ်အဲ့စာကျွန်တော်တွေ့ကျွန်တော်ကြည့်လို့ရှိရင်ကျွန်တော်နည်းနည်းလေးပြုံးတော့ပြောတယ်ထိုင်းအစိုးရကဖမ်းလိုက်မယ်ထိုင်းကသူတို့ငွေရထားပြီးလို့ဖမ်းတာပဲမြန်မာမာလေးတွေဖာဖြစ်တာတော်တော်များနေလို့ဖမ်းတာပဲနော်မြန်မာတွေဒါလိုဒီတောမောင်းတို့ဘာမှရုံးမှာသွားတော့လူတွေပြည့်နေလို့သူဖမ်းပြတာပဲသူတို့ကတော့ချမ်းသာနေပါလေသူတို့ကဝင်ကြလောက်ဝင်ကျွန်းသားသားလူတွေပဲသူတို့ရထားမှာပေါ့နောက်ကကြောင်းသူဆက်ပြောလို့ရတယ်အဲ့မှာထပ်တွေ့ရတာဗာလဲဆိုတော့ထောက်ဖို့ပေါ့နော်ထောက်ဖို့တာဝန်ယူထားတယ်ဒီမိုက်ကယ်ပေါ့ထောက်ဖို့လက်မှတ်ထုတ်ပေးတယ်ဆိုတာ NUG ကထုတ်ပေးတာပေါ့နော်ဒီအမေရိကန်မှာရှိတဲ့ဒါထေးနိုင်ဆိုရင်လည်းဒါသူထောက်ဖို့လက်မှတ်ရထားတယ်သူ line ပေါ်မှာတင်ထားတယ်ဗျအခုတော့ဖြတ်သွားပြီလားမသိကျွန်တော်ရှိမှတော့ရှိတယ်ကျွန်တော်သိမ်းထားတယ်သူထောက်ဖို့ဟို NUG ကထုတ်ပေးထားတယ်ထောက်ဖို့ကတ်ကိုသူဒါဟို internet ပေါ်မှာဒီ Facebook မှာတင်ထားတာတွေ့ရတယ်အဲ့တော့ထောက်ဖို့တာဝန်ပေးထားတယ်ပေါ့နော်ထောက်ဖို့တာဝန်ပေးထားတယ် NUG ကပေးထားတယ်ဆိုရင်ဒီလိုမျိုးလိုက်လံပြီးတော့မှငွေကြေးတွေပေးပြီးတော့မှဒီလူကိုမိရင်ဘလောက်ဘယ်သူကိုမိရင်ဘလောက်ဆိုပြီးတော့စုချင်းငွေတွေထုတ်ပြီးဖမ်းဆီးပြီးတော့တပ်ဖြတ်နေတဲ့ဟာကို NUG ကတားဆီးမှုမရှိဘူးဗျတားဆီးမှုမရှိတာကလည်းအပြစ်ပြောလို့မရဘူးဗျသူတို့ကိုယ်တိုင်ကလည်းလောက်တာဗျဒါဇော်ဝေဆိုးပြောခဲ့တဲ့စကားကိုပြန်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဟို CDM ဝင်တဲ့နန်း CDM တွေကိုတဲ့မြေပြင်မှာရှိတဲ့ PDF နဲ့ EAO လက်နက်ကင်တွေကရှင်းလင်းသွားမှဖြစ်တယ်ဆိုတော့စကားကိုသူကိုယ်တိုင်ပြောခဲ့တယ်ဗျအဲ့ဒါကျွန်တော်ရှိမှရှိတယ်ကျွန်တော်တင်ထားတယ်သူအဲ့ဥစ္စာကမိနစ်20ကျော်ကြာတယ်အဲ့တဲမှာသူပြောထားတယ်ဗျအဲ့တော့ဟိုလက်ရှိတွေ့နေရတဲ့ဟာကအရာအလုံးမှာကဥပဒေမဲ့တွေလုပ်နေတာဗျတကယ်တမ်းဆိုရင်သူတို့အနေနဲ့လှုပ်တင်တာကဟုတ်ပြီသူတို့ဘတ်မပါလို့ဖမ်းမယ်ဆိုရင်တော့မှတရားဥပဒေပေါ့သူတို့မှတရားဥပဒေရှိတယ်ဆိုရင်ပေါ့ဥပဒေကဖမ်းဆီးရဲ့အရေးယူထောင်ချတယ်ဒါမျိုးလို့ရင်လို့ပေါ့အခုကသူတို့မှဥပဒေကမရှိတော့ဘာလုပ်လဲဆိုတော့ဖမ်းလို့မင်းတတ်တယ်သွားပြီးတော့မှအိမ်တွေမှာသွားပြစ်တတ်တယ်အဖေကိုတတ်မရရင်အမေကိုတတ်တယ်နော်ဒါမျိုးတွေသားသမီးတွေတတ်တယ်ဒီလိုတွေလုပ်တာဗျနောက်တစ်ခုကအခုလက်ရှိပြည်တွင်းထဲမှာဒါ PDF ချင်းဒါလောက်ချန်တက်ဖြတ်တဲ့ဟာတွေကိုဖော်ထုတ်တဲ့အရာတွေရှိတယ်အဲ့ဒါဘယ်သူတွေကဖော်ထုတ်လဲဆိုတော့ဒီထောက်ဖို့ဆိုတဲ့လူတွေဒီ PDF ဆိုတဲ့လူတွေကပဲဖော်ထုတ်တယ်ဖော်ထုတ်လာတဲ့အခါမှာတစ်ဖက်ကဘယ်လိုစကားမျိုးပြန်သုံးလဲဆိုတော့မင်းတို့ကတပ်ပါတီရကောင်းနေငါတို့ NUG ကိုပြိုလဲအောင်ငါတို့ NUG ကိုလူတွေအယုံကြည်မဲအောင်ဒီစကားတွေပြောနေတာဖြစ်တယ်မြေပြင်မှာကြတော့ဘာစကားပြန်ပြောလဲဆိုတော့ဒီလိုမျိုးတွေတပ်ဖြတ်မှုတွေပေါ့ PDF ချင်းတပ်ဖြတ်မှုတွေကိုပြောလိုက်လို့ချင်းဒီစိတ်ဝင်ကွဲသွားကြမယ်ပေါ့ဒီဒေါ်လာရေးမအောင်မဲဖြစ်သွားကြမယ်ပေါ့ပြည်သူတွေအယုံကြည်နေသွားမယ်ပေါ့ဒီစကားမျိုးတွေနဲ့ပိတ်ပင်ထားကြတယ်ဗျလိုင်းပေါ်တက်ပြောလိုက်တဲ့အခါမှာကြတော့ဒီကောင်တွေကတပ်ပါတီရကောင်းနေနော်ငါတို့ NUG ကိုဖြိုလဲခြင်းလို့ပြိုကွဲအောင်လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေကိုဒါတစ်ဖက်မှာကြီးတဲ့ဒီအကြမ်းဖက်ထောက်ခံသူတွေကဒီလိုမျိုးတွေပြောနေကြတယ်ဗျဒါမြေပြင်မှာအရှိတရားတွေဗျဟို PDF မလေးတွေ CDM ဝင်လာတဲ့ဝန်ထမ်းမလေးတွေဒါအမရင်းကျင်ပြီးတော့မှဒါအသက်ခံရတာတွေရှိရဲနော်ဟိုတချို့ဆိုလို့ရှိရင်ဒလန်တချို့ဆိုတဲ့ပုံစံမျိုးပေါ့စစ်တပ်ကလွှတ်လိုက်တဲ့လူဆိုပြီးတော့မှဒါမရင်းကျင်ပြီးတော့မှ
ဒီလူကဒလန်ဖြစ်နေလို့တတ်လိုက်ရပါတယ်ဆိုပြီးတော့မှဒါနော်ဟို main ကလေးတွေအသက်ခံရတဲ့ယောက်ျားလေးတွေအသက်ခံရတဲ့ဟာတွေအများကြီးရှိတယ်အဲ့ဒါတွေကိုသူတို့ဖုံးထားဖိထားပြီမဲ့တချို့ကိစ္စတွေကဖုံးလို့ဖိလို့မရတော့ဗျအဲ့ဒါတွေကတဖြည်းဖြည်းနဲ့ပေါ်လာတယ် ဟုတ်တယ်အမေရိကန်မှာကိုစောတို့ကျွန်တော်တို့ပြောနေတယ်ကိုစောတို့ကတော့ဘွန်ကြောင်းအမြဲတမ်းပြောတယ်ဗျကိုစောတို့ပြောတဲ့ဘွန်ကဟို2နှစ်ကိုတော်တော်ကြီးကြော်လာပြီနော်2021ခုနှစ်ဟိုကုန်ကန်နေတဲ့ကွာဘုန်းတွေကိုလကားဝယ်ထားတာမဟုတ်ဝယ်ထားတဲ့လူတွေကမင်းတို့ကိုတရားပြန်ဆွဲဖို့အတွက်ထောက်ချောင်းနေနဲ့ဝယ်ထားတာတစ်ဖက်ခွာရွယ်ထားတာပေါ့အခုဥလိုက်ဝင်းတဲ့စကားသွားပြောတဲ့ဟိုကောင်တွေအမေရိကန်မှာရှိတဲ့ကောင်တွေပုံသွားပြီလေဟိုရေဖြူကနေဘယ်ဒီကိုသွားတော့မှစကန်ပေါင်း9ခုလောက်ရှိတယ်အဲ့မှာဧက50လောက်ရှိတယ်အကွက်တွေရိုက်ပြီးတော့ရောင်းလိုက်ပါလားဆိုတဲ့ကောင်တွေအခုပုံသွားပြီအမေရိကန်တွေကကောင်တွေကိုစောတို့ဟိုတတ်မှတ်ဖြတ်မဲ့ဆိုတော့ဥမာဟိုကောင်လေးပုံသွားပြီပီတာဆိုတဲ့ကောင်တို့ဦးထေးနိုင်ကသူပြဿနာရှိတယ်ဗျပန်ဆယ်လိုနဲ့ငကိုတွေကပြဿနာရှိတယ်အခုပန်ဆယ်လိုခုလိုပြဿနာပြနေတယ်သူကဝမ်းကြိတ်ပြီးတော့ဝမ်းတာနေတောင်းနေပြီးသွားဆိုသူအဲ့ဒါပြောတာပေါ့ပန်ဆယ်လိုမြတ်တော်ချက်တာကိုသူခံရတော့သူဒေါ်လို့စီအောင်ကိုလောက်ကြံဖို့တော့ကိုသူအကြီးကျယ်တောင်းယူလိုက်ရတယ်အဲ့တောင်းကြီးပြီးသွားရင်သူပြီးပြီဆိုတာငါလက်ကပြုတ်ဘာလွတ်ရင်ပြုတ်ဆိုတော့အဲ့လိုပုံစံမျိုးသူကဟိုဖန်တီးသွားတာဖန်တီးသွားတော့အခုသူဒီကိစ္စမှာသူလုံးဝမပါတော့ဘူးလေရိုးတောင်သေးတယ်ပဲအခုပြဿနာတွေ့ကျွန်တော်ပြောတယ်ဒီကောင်တွေတယောက်နဲ့စကားပြောမယ်ဆိုရင်လုံးဝမရဘူးဘယ်လမ်းကိုဒီနှစ်ခုကိုတွေးလို့ရှိရင်ဘာဖြစ်သွားမယ်ဆိုတာကျွန်တော်ကြိုပြောထားတာရိုးတောင်သေးနဲ့စောဘဦးလေးလုံးဝတွေးမှာမဟုတ်စောဘဦးလေးဆိုကိုစောဘထုနဲ့မအောင်နဲ့စောဘဦးလေးဆို AOG စစ်ဥပဒေအကြံပေးစောဘဦးလည်းမျိုးရင်းတောင်သေးဘယ်တော့မှမတွေ့ဘူးအဲ့တွေးလို့ရှိရင် AOG ကလုံးရကြီးကိုသူကပြက်စီးပြီသူတို့သိတယ်အခုမျိုးရင်းတော်သေးတက်တာတက်နေအခုမျိုးတော်သေးမတင်ရတော့ဘူးဘာမှမတင်ရတော့ဘူးဒီအမေရိကန်မှာရှိနေတဲ့သူပြဿနာတွေကိုအကြီးကိုရှင်းနေရတယ်မျိုးတော်သေးပတ်စယ်လိုလဲသူသုံးပြတော့မျိုးတော်သေးဆက်လာတော့တွေ့တယ်မလားကိုစောကတော့မှတ်မိလားမသိဘူးစပင်းအရှိန်တည်းဖះเจ้าနေမှာသွားတိုက်တော့ယူကြောင်မိုးကြောင်လဲအဲ့ဖះเจ้าနေမှာသူတို့ဗန်ကျန်းသားတွေကိုဒီကောင်ဘလို့သိလေးလို့ညံမမီပဲနဲ့ခောက်သွားလဲပြီပြောက်ဟိုကောင်လည်းပဲဆေးကြောက်ချတော့ဖះเจ้าတစ်ခါလောက်သွားတယ်ကဲတင်ချင်းတန်တန်းကိုသူပေးလိုက်တယ်နဲ့တူပါတယ်ဟိုကောင်ပါဘာလဲဘာစတာဆုံးဖြစ်သွားတဲ့ကောင်ဒီကောင်လည်းတော်တော်ယူကြောင်မှုကြောင်နဲ့ဆေးကြောက်လည်းကောင်းနေတဲ့အချိန်မှာကယ်တင်ချင်းတန်တန်းပေးလိုက်တော့မင်းကိုဖျားသိရင်ရွေးချယ်ထားတယ်ဆိုတော့ကျန်းပိုက်လေးလည်းတွေ့ပေါ့ငါတို့ကဂျိုသားကပါဆိုတော့မှအော်ကျဟဲကျဲလောက်တာအခုလည်းပျောက်သွားပြီလေပုံသွားပြီအခုအေးနိုင်ဆိုကျွန်တော်ပတ်ပြီးတော့ရှောင်နေတာဗျသူ့လိုက်ကိုကျွန်တော်မတင်ပေးရဘူးဗျမတင်ပေးရဟိုတနေ့ကတော့မှကျွန်တော်သူ့လိုက်ကိုတက်လို့မရလို့ဖုန်းခေါ်တာကျွန်တော်ခေါ်တဲ့ဖုန်းကိုသူက Bluetooth နဲ့ join ပြီးတော့သူကနှစ်ချက်နဲ့နားထောင်ပြီးသူပြောချင်တာပြောတာဗျကျွန်တော်မေးမဲ့မေးခွန်းကိုဒီကောင်မဖြေရဘူးဗျကျွန်တော်မေးလိုက်တဲ့အခါမှာ तू ကဘာပြောသွားလဲဆိုတော့ငါတို့ကတနေ့လုံးမှတနေ့စားရတာပါဆိုပြီးတော့ဖြစ်သွားတယ်ဒီ UNG ဒီ PDF ကိုသူတို့မထောက်ပံ့ပါဘူးပေါ့နော်မထောက်ပံ့ပါဘူးဆိုတဲ့ပုံစံမျိုးကို तू ကပြောသွားတာသူတော်မှဟိုတနေ့လုံးမှတနေ့စားရတယ်ပေါ့ဒါမျိုးလေး तू ကပြောသွားတယ်ဗျဟိုကျွန်တော်ကမေးလိုက်တဲ့မေးခွန်းကမင်းတို့ပန်ဆယ်လိုဘယ်လောက်ထောက်ပံ့ထားလဲပန်ဆယ်လိုလုပ်တဲ့ project တွေမှာမင်းတို့ဘာတွေများပါဝင်ထားလဲလို့ကျွန်တော်ကမေးတာဗျမေးတော့မဖြေရဘူးဗျကျွန်တော်ကတော့ဒီမှာကျွန်တော်ပုံကျွန်တော်တော့မမြင်ရဘူးဗျမမြင်ရမှဒီမှာကျွန်တော်မြင်ရတာကြောင်လဲလို့မြင်ရတယ်လက်မဖနေလဲမြင်ရတယ်ဘာကိုပြချင်တာလဲဒီမှာအခုမြင်ရပြီမှာစောဖို့ခွာဆိုမြင်တယ်စောဖို့ကမှာလို့ခွာတဲ့ကာတယ်မှာဒါစောဖို့ကာကိုဒါမင်းတို့ဒါဖြဲကြီးအဖွဲ့ပေါ့နော်ဖြဲကြီးအဖွဲ့ကနေတော့လှူထားတဲ့ယူနီဖောင်းပေါ့အဲ့ဒါကအဲ့ဒီအချိန်မှာဘယ်သူတွေပါလဲဆိုတော့အမေရိကန်မှာရှိတဲ့အေးနိုင်ပါတယ်ဒီမှာစိုင်းဖြိုးဝေပါတယ်ဒီမှာဟိုနေပါတယ်ဒီထေးနိုင်ပါတယ်ဗျဒီကောင်တွေရဲ့အကြမ်းဖက်ထောက်ပံ့မှုကိုကျွန်တော်မှာကတက်တည်နဲ့အထောက်ထားနဲ့မှာရှိတယ်ဒီကောင်တွေညင်းလို့မရဘူးဒါမင်းဖင်လန်ပြန်တင်ထားတာမင်းဖင်လန်ကဒလန်ပြန်လုပ်ထားတာအဲ့ဒါအမေရိကန်မှာရှိတဲ့ဇူလိုင်လ22ရက်ဆိုတော့ तू ဟိုကလေးတင်တာနဲ့ပဲ तू ချက်ချင်းကြီးကိုဟိုပြန်ကောက်တော့ပြန်တင်ထားတာဗျဒီဒိတ်ကတနေ့ဒိတ်တည်းဖြစ်နေတာဟိုနိုင်ကြီးကလည်းဟိုနေ့လေးပဲกว่าနော်မိနစ်ပိုင်းလေးပဲกว่าဟုတ်တယ်4မိနစ်3မိနစ်ပဲกว่าတယ်3မိနစ်ပဲกว่าတယ်တင်ထားတာအဲ့ဒီကောင်နေရဲ့အကြမ်းဖက်မှုအဲ့ဒါအေးနိုင်တို့ထေးနိုင်တို့ကပြေးမလို့ဘူးကျွန်တော်စိုးထေးဟိုတော့ကျွန်တော်ချော်ထားတာပေါ့ဘူးလို့တဲ့ဒီကောင်နေဒါအကြမ်းဖက်မှုကျွန်တော်မှအမှတ်တမ်းနေရှိတယ်အများကြီးရှိတယ်အဲ့ဒါကြောင့်ဒီကောင်အေးနိုင်ကကျွန်တော်ကြောက်ပြီးတော့ပတ်ပြေးနေတာပန်ဆယ်လိုနဲ့ပတ်သက်တဲ့မေးခွန်းတွေဒီကောင်မေးပါလေကျွန်တော်ကမင်းပန်ဆယ်လိုလုပ်တဲ့ project တွေမှာမင်းဘယ် project တွေမှာမင်းဘယ်လောက်ပါဝင်ခဲ့လဲလို့မေးမှာဒီကောင်တွေမဖြေရတော့ဘူးပြေးနေကုန်ပြီ
ကျွန်တော်ရှိခိုးကလည်းကျွန်တော်တို့တယောက်လက်စကားတော့ကျွန်တော်ပြောဦးသားပဲမှာထေးတန်ကြီးပြောထားတာလေငါတို့မှာပြောရေးဆိုပြောခွင့်မရှိလို့ပြောလို့မရဘူးတဲ့ဒီမှာကြည့်တာဗာလဲအမေရိကန်မှာရှိတဲ့ငွေတွေကိုကွက်လက်လုံနေတယ်ဆိုတာအမေရိကန်မှာရှိတဲ့ဒေါ်လာတွေကိုသူတို့ကဘယ်လိုလုပ်လဲဆိုတော့ဒီဘက်ကလူကအမေရိကန်ဒေါ်လာကိုကင်ထားတယ်ဟိုဘက်ကလူကပစ္စည်းကင်ထားတယ်ပစ္စည်းကင်ထားပြီးတော့တန်ဖိုးတစ်ခုကိုစင်းနဲ့နံပါတ်တွေပဲချပေးတာပေါ့နော်နံပါတ်ချပြီးတော့အမေရိကန်နိုင်ငံတဲကိုမြန်မာနိုင်ငံကပစ္စည်းတွေပို့တယ်မြန်မာနိုင်ငံကိုကျတော့အမေရိကန်နိုင်ငံကပစ္စည်းတွေပေါ့နော်ထိုင်းဘက်ကနေလှည့်ပြီးတော့ပို့တယ်ပို့တော့သူတို့ငွေတွေမြင်ရောက်တော့မရောက်ဖွဲတယ်ပြည်သူတွေကဘယ်လောက်တွေနေတာလဲဆိုတော့ဘဝရင်းတဲ့စီရီယန်တွေကဘဝတွေပြုတ်ပြုံးတာစီရီယန်ပေါင်း4သိန်းကျော်ပျောက်သွားတယ် PDF တက်သားပေါင်း3သိန်းကျော်ပျောက်သွားတယ်အခုနဆောဖိုးကာနော်အခုနထောက်ပံ့မှာတော့မှအောက်ကမြင့်ကြံနေတယ်သူတို့ကိုနေနေထောက်ပံ့တယ်ဆိုတော့ကျွန်တော်ခုနစာလေးမြင်လေးရဒိတ်တွေပါကျွန်တော်လှမ်းမြင်လေးတို့အဲ့တော့ဒီပြဿနာကဘာဖြစ်သွားဆိုတော့ဦးထေးနိုင်ကအမေရိကန်နိုင်ငံထဲမှာခရိုနီရဲ့ခေါ်တော်ရဲ့နီပေါ်ရဲ့ဒီပေါင်းပြီးတော့ငွေကြေးလှုပ်ရှားနေတာငွေကြေးခွာချမလို့ဆိုတာ तू သိတယ်သိတာကမပြောနိုင်တော့ပြည်သူတွေလူထားတဲ့ပတ်စံတွေဘယ်ရောက်သွားလဲဆိုတာကိုသိအောင်လို့အမေရိကန်မှာမင်းတို့ပြောတာလူလေတွေဆိုကွာလူလေတွေဆိုကိုပတ်စံကိုဘယ်ကောင်လိမ်မှန်းသိတာကျွန်တော်တို့မှပြောရေးဆိုခွင့်မရှိလို့ပြောလို့မရပါဘူးလို့ပြောတဲ့ထေးနိုင်မင်းတို့ပြောတဲ့လူလေတွေဆိုလူလေတွေလူဘားတွေပလင်းခွဲချကုန်တယ်ကျွန်တော်တို့ကလဲတာမဟုတ်ကျွန်တော်တို့ကငကိုတွေကပြောတာကျွန်တော်တို့ကငအားတွေနော်ဘဝနဲ့ရေးပြီးတော့မိုက်ပေးနေတာဆဲလဲကျွန်တော်တို့ကခံတယ်ဆိုလဲခံတယ်ထမဲလဲအငတ်ခံတယ်ဟိုလားတာလဲအပြောင်ခံတယ်ဗျာဘဝလဲပြက်ခံပြီးတော့သူတို့ကိုကာကွယ်ပေးနေတာကျွန်တော်တို့ကတော့ကာကွယ်ပေးနေတာသူတို့ကလူလေတွေကိုပတ်စံကိုဘယ်လိုယူလို့ယူမှမသိဘူးအခုကရင်နေချီကနေလက်နက်တွေဝယ်တယ်ကချင်နေချီကနေလက်နက်ဝယ်တယ်ငွေကိုပို့ပြီးပေးတဲ့ကြောင့်ငွေကြေးများလာတော့ဒီနိုင်ငံမှာရှိတဲ့ကောင်တွေကဘယ်လိုတွေဘဝင်မြင့်သွားလဲဆိုတော့ငါတို့မြန်မာနိုင်ငံပို့တော့အရင်တော့1900နဲ့900 1800ကနေတော့3000 4000ဒီပါကတ်သွားတယ်ဒေါ်လာကိုကတ်တော့ငါတို့ပတ်စံတွေပို့ရသွားတယ်ပို့ရသွားတာကအဲ့များတဲ့ပတ်စံတွေကိုတိုင်းသားလက်နက်ကန်တွေကိုပို့ပြီးပေးလိုက်ရတာအရင်တော့လက်နက်3-4လောက်ဝယ်လို့ရတဲ့ဟာတွေကိုအခုပတ်စံပို့ပေးတယ်1လလောက်ဝယ်လို့ရတယ်ကုန်တော့ကိုကြီးရှီကပတ်စံပို့ကောသွားတယ်ပြည်တွင်းထဲမှာရှိတဲ့လူပို့ကောသွားတယ်သေတော့ပုံထက်နေအောင်သေပေးရတယ်မြန်မာလူမျိုးချင်းချင်းသေပေးရတယ်အဲ့မှာဟိုကကောင်တွေကတခင်ကြီးဘွဲယူဆရာကြီးဘွဲဝေတော့တရားပြီးတော့အကြမ်းဖက်မှုတွေတင်ပေးတယ်တစ်ဖွဲ့တစ်ဖွဲ့လာ AUG ကနေခေါ်လိုက်တယ် AUG လက်အောက်ခံ PDF တွေအကုန်လာမောမှန်တင်နေဆို level လေးတဲ့တင်နေတွေတင်ပေးလိုက်တယ်တင်ပေးတဲ့ဟိုကောင်တွေချင်းချင်းပြန်ချကုန်တော့နိုင်နားလဲလာရော AUG လက်အောက်ကမဝင်ဘူးဆိုတာတွေဖြစ်လာမဝင်ဆိုတာဖြစ်လာတော့ကုပ္ပစံကိုရှာထားရတယ်အခုဆော့ဖိုးကာတို့အဖွဲ့က AUG လက်အောက်မှာရှိလားတလားဘလောက်ရလဲမေးကြည့်ရောဟိုမှာရှိနေတာပေါ့မိုးခါမုံတိုင်းမကြခင်မှာကျွန်တော်နဲ့ရင်းနှီးတဲ့ PDF လေးတွေမင်းတလားဘလောက်ရလဲပါ9000နဲ့6000ပတ်စံတွက်ကြည့်9000 6000ကပဲဒီဘယ်နဲ့ဒေါ်လာရှိမလဲဗျာတွက်လဲကြည့်တယ်မဟုတ်တကယ်ကောတလားရတာသေဖို့တက်ဆောင်နေတာအဲ့ဒါကိုပတ်စံတဲ့ကိုအဲ့ဒီ9000 6000ကနေဒမင်းစားသေးပေးရတယ်လက်နဲ့ဖို့ဆိုလို့ရှိရင်အဲ့ဒါအိမ်မှာယူရှိတဲ့အမေကိုလေရောက်ခိုင်းတော့တောင်းတာဒီကောင်လေးလေရောက်တော့ပတ်စံဘလောက်ရပါတော့သူတို့လေဘလောက်တန်ပါအဲ့မှာဟိုတနေ့ရတော့မှသူတို့ဒီမင်းမေဖင်လန်တို့နဲ့ဟိုမှာဗာလဲဖြူမိုးတို့လားအကိုကြီးမောင်လေးနဲ့အဲ့မှာဒစ်လေနေကြတဲ့ကောင်တွေသူတို့ပြောကြတယ်ရှိပါတယ်စစ်တပ်ကဒါလစာ3000တိုးပေးလို့ပေါ့နော်သူတို့အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးပြောနေကြတယ်သူတို့ PDF တွေတောင်လစာမရတဲ့ PDF တွေအများကြီးရှိတယ်ဗျလစာမရတဲ့ PDF တွေအများကြီးရှိတယ်အဲ့ဒီတချို့ PDF တွေလစာရတယ်ဆိုတာကလည်းUNG ကပေးတဲ့လစာမဟုတ်ဘူးဗျရွာတွေမှာသူတို့ကပြောမယ်ဆိုစက်ကြီးကောက်တယ်နော်တိန်တော်ဘလောက်ဆိုပြီးတော့စက်ကြီးကောက်ပြီးတော့မှသူတို့ဒီ PDF ခေါင်းဆောင်ကနေတော့ပြန်ပြီးတော့မှသူတို့ PDF တွေခွဲဝေပေးတာဟိုပြောမယ်ဆိုရင်တော့ဒီဟိုတလကို9000ဆိုတာကသူတို့အင်တာနက်3000လောက်ပဲရှိတယ်လေဒီအင်တာနက်ဘူးလောက်ပဲရှိတာတကယ်တမ်းပြောရမယ်ဆိုအဲ့တော့ဟို UNG ကပေါ့နော်တကယ်တမ်းပြန်ပြီးတော့ဒီ UNG ထောက်ခံတဲ့လူတွေသဘောပေါက်နားလည်ရမယ့်အရာကဘာလဲဆိုတော့ UNG ကအလှငွေဆိုလို့ရှင်လဲကောက်ခံတဲ့အခါမှာထည့်ပေးရပြီးထောက်ဖို့ဆိုတဲ့လူတွေကအလှငွေဆိုရင်လည်းထည့်ပေးရတယ်ဒါပြည်တွင်းထဲမှာရှိတဲ့လူတွေကပြီးတော့ချင်းဒီမြေပြင်မှာရှိနေတဲ့ PDF ဟိုအဖွဲ့ဒီအဖွဲ့တွေကလာပြီးတော့မှဟိုအိမ်စင်လိုက်ပေါ့နော်အိမ်တိုင်းရောက်လာပြီးတော့မှတိန်တော်ဘလောက်ဆိုရင်ကောက်ရင်လည်းထည့်ပေးရနောက်ပြီးတော့ဒီ UNG ကနေတော့ဒါအခွန်စနစ်ပေါ့အခွန်စနစ်ကိုကောက်ခံတဲ့အခါမှာလည်းဒီပြည်တွင်းထဲမှာရှိတဲ့ပြည်သူတွေကဒါထပ်ပြီးတော့ထည့်ပေးရအဲ့တော့ UNG ကကောက်ခံတဲ့အခွန်စနစ်ပေါ့အခွန်ဆိုတာကတော့ဒါပြည်သူရဲ့အကျိုးပြုပြန်လုပ်ဖို့အတွက်အခွန်ပေးရတာပေါ့အဲ့တော့ UNG ကပြည်သူအကျိုးပြုဘာပြန်လုပ်လဲလို့ပြန်ကြည့်တဲ့အခါမှာကျတော့ပြည်သူအကျိုးပြုလုပ်တာတော့မတွေ့ဘူးဗျလမ်းနေတရားတွေမိုင်းခွဲတာတော့တွေ့ရတယ်ရွာတွေပတ်လေတွေမိုင်းထောင်တာပဲတွေ့ရတယ်ဗျဟိုသူတို့မိုင်းခွဲလိုက်တယ်ပြက်စီးသွားတဲ့တရားတွေပြန်လဲပြုတ်ပြင်တာမရှိဘူးတရားအစ်စ်တွေလမ်းအစ်စ်တွေဖောက်ပေးတာစောက်ပေးတာလည်းမတွေ့ရဘူးเนาะကျမ်းမာရေးပညာရေးဘာတစ်ခုမှလည်းမလုပ်ပေးဘဲနဲ့အခွန်စနစ်ကိုကျင့်သုံးတယ်ပေါ့နော်
အဲ့ဒါတွေကလည်းဒီမြန်မာပြည်မှာရှိတဲ့ဒီလက်ရှိ NUG ကိုထောက်ခံနေတဲ့သူတွေတက်မတော်ကပြည်သူအခွန်တွေကောက်ခံတယ်တို့ဘာတို့ပြည်သူအခွန်ကောက်ခံရင်ပြည်သူအကျိုးပြုလုပ်ရမှာပေါ့တို့ဘာတို့ပြောနေကြတဲ့လူတွေလက်ရှိ NUG ကိုအခွန်ပေးဆောင်နေတဲ့လူတွေ NUG ကတကယ်လက်ရှိမြေပြင်မှာပြည်သူအကျိုးပြုတွေလုပ်နေပြီလားလုပ်နေသလားအဲ့ဒါလေးတွေကိုသေချာလေးနော်လေ့လာဖို့လိုတယ်သုံးသပ်ဖို့လိုတယ်ဆိုတာကိုပြောခြင်းနဲ့နောက်တစ်ခုကဒီပြည်တွင်းထဲမှာရှိတဲ့အဓိကကတော့ဒီအကြမ်းဖက် PDF တွေရှိတဲ့နေရာတွေအကြမ်းဖက် EA ကိုလက်နက်ကင်ရှိတဲ့နေရာတွေမှာကဒီအကြမ်းဖက်တွေကရုပ်မာမှုကြောင့်ပေါ့နော်အကြမ်းဖက်တွေရဲ့ရုပ်မာမှုကြောင့်ပြည်သူတွေက NUG ထောက်ခံပါတယ်ဆိုတဲ့ပြည်သူတွေကမိအေးအခါခါနာနေကြတယ်အဲ့ဒါတွေကို NUG အနေနဲ့ဘယ်လိုတွေများဖြည့်ချင်းဆောင်ရွက်ပေးမလဲဆိုတာလဲကျွန်တော်တို့ကမေခွန်းလေးတွေမေးခြင်းတယ်ဗျာမေခွန်းလေးတွေမေးခြင်းတယ် သူတို့ဘာသူတို့ဖြေပါလို့ကျွန်တော်တို့လာမဖြေပါနဲ့လို့မျက်နှာချင်းဆိုင်မှာကိုသောဘာတို့မျက်နှာကြီးအကြီးဖြစ်နေတာသူကကြောက်နေလားဘူးကိုမျက်နှာကိုမမြင်ဘူးလားအခုကျွန်တော်တို့မြင်နေရတယ်လေကျွန်တော်မမြင်ရဘူးကျွန်တော်မမြင်ရဘူးကျွန်တော်မြင်နေရတယ်ကျွန်တော်အားလုံးမြင်နေရတယ်အဲဒီရဲ့တိတ်ခါတွေကတော့ဘယ်မှာရှိလို့ရှိမှမသိနောက်တစ်ယောက်အတက်လာပြီပါနော်မငါဒီငံပြားလာရောက်လို့မလို့တယ်ကျွန်တော်ငံပြားကြီးကြိုက်တယ်ငံပြားကြီးဟိုချက်ပြီးတော့မှကြက်သွန်လေးငရုတ်တီးကြောက်လေးကိုစီချက်လေးချက်ပြီးတော့ဖြော်စားအရင်ကောင်းတယ်ကျွန်တော်ငယ်တော့ငံပြားကြီးကဒီလိုရာသီဆိုလို့ရှိရင်ငံပြားကြီးရှယ်ပေါ့ဗျာတပေါင်းနဲ့တကူလို့ရှိရင်ငံပြားကြီးရှယ်ပေါ့အဲ့ဒါငါခေါင်းမငံပြားလေဟိုကျွန်တော်ဘက်ကဆိုတာငါခေါင်းမနော်ရေးဝယ်ပါလေငါခေါင်းမလို့ခေါ်တာငါခေါင်းမအဲ့ငါခေါင်းမငံပြားကြီးမှာရာဝင်ဦးထဲမှာထက်စားတွေကိုပါဦးငါမဲဆွေထုတ်တဲ့စားလေးမှာပငါတို့ဘာတို့ဘက်ကလာတဲ့စားချမ်းကြီးတွေကိုခြေမချက်တဲ့ခြေသေးကောလက်သေးကောလောက်ရှိတဲ့စားခဲကြီးတွေပစ်ထည့်တာပြီးလို့ရှိရင်အဲ့ဒါနွေရာသီအခုလိုရိုးပူလာတဲ့ရာသီလို့ရှိရင်အပေါ်မှာပြလဲနဲ့ဒီခုံးမငံပြာကြီးကမဲမနေဘူးဗျာနော်ဒီကြည်ပြီးတော့မှအပေါ်စားတစ်ချက်ဝင်နေတဲ့နဲ့အဲ့ဒါခတ်လိုက်လို့ရှိရင်ဘာနေတောင်ချက်နေနေပဲသူကြက်နေပြီအဲ့ဒါငံပြာကြီးနဲ့ဘာမှလည်းချုံမုံတော့ထည့်ကြမလို့ငရုတ်သီးပဲငံပြာနဲ့ငရုတ်သီးမုံနဲ့အခုချိန်ဆိုရှင်ရပြီလေဇီတိပဲပေါ်နေပြီဇီတိနဲ့တရသီးနဲ့ဆိုတော့ share ပေါ့ဒါပေမဲ့ငံပြာကျော်တင်ပြီးလို့မရအောင်နဲ့တော့တင်လို့မရတော့မလို့ထက်ကြည့်တယ်နော်ခါတော့တင်နေတယ်လူလေကျွန်တော်ထက်တင်ပေးလိုက်ပြီအဲ့လိုရှိတယ်ဗျခုံးမငံပြာနော်ပစုံငံပြာရတော့ရှားပြီပေါ့ဗျာဒီကျွန်တော်တို့နိုင်ငံခြားကြောက်တော့လဲပါဟိုမှာကင်းမုံငံပြာပဲစားနေတာကင်းမုံနဲ့ငမုံငံပြာကြီးဒါဘယ်လောက်မှကောင်းတော့မဟုတ်ဒါကောင်းတော့ကောင်းပါလေဘေးကလာတဲ့ငံပြာကျွန်တော်တင်ထားတယ်ဗျာတင်ထားတယ်ကျွန်တော်ညီကိုရှိကအကောင်ကပြဿနာရှိလားမသိဘူးကိုကိုလင်းကရီတော့ရီရတယ်ဗျမြန်မာနိုင်ငံမှာတိုင်းရင်းသားဘယ်နှမျိုးရှိမှန်းတော့မသိ150ကျော်ရှိတယ်ဒီမှာဘာသူပြောရတာတိုင်းရင်းသားဒီမှာကျွန်တော်ဗီဒီယိုလေးဖွင့်ပြပေးမယ်ရတယ်တိုင်းသား158မျိုးမှာပါလဲဟိုပါလဲအဲ့တိုင်းရင်းသား158မျိုးချက်ကနာပြီးတာကျွန်တော်ကိုချိုးရတယ်လည်းဘွေမြူပါနဲ့ဗျာချက်ကနာပြီးတာ158သွားထိုးကြနော်3လုံးငံပြာကြီးကကျွန်တော်ဖုန်းခေါ်လို့ရတယ်နော်ကျွန်တော်ဖုန်းခေါ်လိုက်ငံပြာကြီးဒီမှာဗျာကျွန်တော်ပြောချင်တာကအခုလက်ရှိပေါ့နော်ဟိုနေ့ပေါ့ဟိုမြန်မာပြည်မှာအခုကကြွက်လို့ပွက်လို့ရိုက်နေတဲ့ဟာပါလဲဆိုတော့ဟိုနေ့စစ်မှုမနမနီကဥပဒေပြဋ္ဌာန်းလို့ဆိုပြီးတော့မှဟိုတော်ပြေးမလို့တောင်ပြေးမလို့ဖြစ်နေတဲ့ဟာတွေရယ်နောက်တစ်ခုကအခုကဒီပညာပေးပေါ့နော်စစ်မှုမထမ်းမနေရဥပဒေဆိုတာကဘယ်လိုဟာမျိုးလဲဘယ်လိုလူတွေရှောင်လွဲလို့ရလဲဘယ်လိုဟာမျိုးတွေကိုခွင့်လွှတ်ပေးလဲဆိုတဲ့ဟာကိုလက်ကမ်းစာဆောင်တွေဝေတယ်ဗျအဲ့ဒါကိုမီဒီယာတွေကဘာပြန်တင်လဲဆိုတော့ဒါစစ်မှုထမ်းဖို့အတွက်စာဆောင်တွေဝေပြီးလိုက်လံစီးရုံးနေတယ်ဆိုပြီးတော့ဒါကမီဒီယာတွေကတင်တယ်ဗျမျက်စိမှတင်တာတွေ့နော်ဒီမှာကျွန်တော်ကဟိုသူတို့အတွက်သတင်းကောင်းလေးပါကျင်တာပါဒီတက်မတော်တွေကိုမဝင်ကျင်တဲ့လူတွေကျွန်တော်ကင်မရာဘယ်ဘက်လှည့်ထားမှတော့မသိဘူးအခုကမျက်နှာဘက်မှာကျွန်တော်နှစ်ဖူးကိုလည်းမြင်ရတယ်နှစ်ဖူးလည်းမြင်ရတယ်နှစ်ဖူးကကြောက်ကြပါပြီဟုတ်တယ်ပါနော်ကရားမှာ
ရှိတဲ့ဟိုနေလက်နက်ကင်ပေါ့နော် KNDF ကနေပြီးတော့မှ PDF တွေလိုအများပြားလိုအပ်တယ်လို့ဒါ DVB ကိုနော်ဟိုသူတို့ဟိုသွားပြီးတော့ပြောထားတာဖြစ်တယ်အဲ့တော့ဟိုတက်မတော်ထဲမှာစစ်မှုမထမ်းကျင်တဲ့သူတွေကဟိုဒီကြားပြည်နယ်မှာရှိတဲ့ KNDF ရှိမှာသွားပြီးတော့စစ်မှုထမ်းလို့ရတယ်ဒါပြည်ပမှာရှိနေတဲ့သူတွေလည်းလေလိုင်းပေါ်ကတိုက်နေတာတက်ဆာလို့ရှိရင်ပေါ့နော်လေလိုင်းပေါ်ကတိုက်နေတာတက်ဆာလို့ရှိရင်မြေပြင်မှာအခုလက်ရှိကြားပြည်နယ် KNDF မှာနော် PDF အများပြားလိုတယ်လို့ဒါသူတို့ထုတ်ပြန်ထားပြီးဖြစ်တယ်အဲ့ဒါကြောင့်မလို့ကြားပြည်နယ် KNDF ရှိမှာသွားရောက်ပြီးတော့မှနော် PDF တင်တန်းတွေတက်ပြီးတော့စစ်မှုသွားထမ်းကြဖို့ကျွန်တော်ကတော့တိုက်တွန်းကျင်တာပေါ့နော်တိုက်တွန်းကျင်တာပေါ့ ခရားပြင်းနေမှာဟိုကောင်ဆက်ဝါးထုတ်နေတယ်လေလူတွေသေးတာများလို့မှနေမျိုးစင်ဆိုတဲ့ကောင်အဲ့ဒါဒီကောင်ကတရခံကိုအကြီးဖြစ်နေတဲ့ကောင်အေယူဂျီနဲ့ဘယ်လိုပတ်သက်လဲလို့မေးနေတယ်ဒီကောင်ဖြစ်နေမှာမဟုတ်ဘူးခရားပြင်းနေမှာပြတ်လိုက်တော့ကောင်မလေးတွေကိုတင်းတဲ့လူတွေ73ရောက်လောက်မသိကြီးပဲအဲ့လောက်နဲ့သူကပြနေသေးတယ်မှာနေမျိုးစင်ဆိုတဲ့ကောင်အခုကျွန်တော်ညီကိုက DVB ကိုပြတော့ DVB နဲ့ကျွန်တော်2021ခုနှစ်တာစကားပြောတယ်အဲ့တုန်းကသူတို့က Viber လဲရှိတယ်ဖုန်းလဲခေါ်လို့ရပါတော့အဲ့ဖုန်းနံပါတ်ကိုထည့်ထားတော့လွန်ခဲ့တဲ့3ရက်လောက်ကသူတို့မွေးနေ့ပွဲဗျာနော် Viber မှာမွေးနေတယ်အမှသွားလဲကြည့်တယ်ကောင်မှ DVB မှာထည့်ပေးထားတဲ့ဖုန်းနံပါတ်ကြီးပေါ့နော်ထိုင်းဖုန်းနံပါတ်နဲ့မြန်မာဖုန်းနံပါတ်နဲ့သူနှစ်ခုထည့်ထားအဲ့မွေးနေ့ရောက်တယ်ကျွန်တော်တော့မွေးနေ့ဆူတောင်းလေးပေးတယ် DVB ကလူတွေဒီ like ကိုကြားမယ်ဆိုလို့ရှိရင်ဒီကနေ့ကဟုတ်ဖေဖော်ဝါရီလ24ရက်နေ့မြန်မာလိုပေါ့နော်မြန်မာချိန်မှာ24ရက်2024ခုနှစ်လွန်ခဲ့တဲ့3ရက်လောက်က DVB က Viber ဖုန်းနံပါတ်နော် Viber ရဲ့နောက်Viber ဖုန်းနံပါတ်မှာသူကမွေးနေ့ဖြစ်နေတယ်သူတို့ရဲ့မွေးနေ့ပေါ့နော်နှုတ်ဆက်ထားတယ်သူတို့ဆိုဖုန်းနံပါတ်မသိလို့ချင်လို့ရှိရင်မှနှုတ်ဆက်တာသူတို့ဆိုပဲမင်းတို့လာပြီးတော့နှုတ်ဆက်ပေးတာ Viber နဲ့ခေါ်လဲသူတို့မရတော့လေအရင်တော့ .DVB ကို Viber ကနေပို့ရင်ရတယ်တို့ထပ်မထိုင်းဖုန်းကနေပို့ရင်ရတယ်တော့အခုမရတော့ဘူးကျွန်တော်တို့မရတာပြောနော်ချားလို့ရမှာဒီမှာစိုင်းပေတာကျွန်တော်ဖုန်းကနေခေါ်ထားတယ်ပြောလို့ရပြီပြောစိုင်းပေတာပြောညီပြောဟုတ်မင်္ဂလာပါကျွန်တော်ကောင်းနေကြည့်ရတယ်ကျွန်တော် join နဲ့ join လို့မရဘူးဖြစ်နေဆိုတော့ဖြစ်ဟိုအခုတော့ဆွေးနွေးနေတာပေါ့လေနော်ဟိုတင်းပေါ့ဒီဟုတ်ကဲ့လက်ရှိအရေးခင်းမှဆိုရင်ကျွန်တော် Orphan Drain နဲ့ Federal နှစ်ခုကို꿰ပြောင်းတချို့ PDF တွေပြည်စီရှင်တယ်သူတို့အတက်ကဟိုအလကားမဖြစ်စေချင်ဘူးလေနော်တော်တော်ကြီးကဘယ်တော့မှအောင်မှာမဟုတ်ဒီရောက်စားတဲ့စားတဲ့လူတွေပဲဟိုနိုင်ငံသားနေဆိုတော့အလူငယ်ကောက်ပြီးတော့ကြီးပွားချမ်းသာသွားတယ်သူတို့အတက်ကိုစတေးကြည့်ပြီးတော့နော်စတေးတစ်ခုအရင်ပြုပြီးတော့ဖြစ်သွားတဲ့ကိစ္စတွေFederal ဆိုတာကဒီကျွန်တော်တို့အခုလက်ရှိနေတဲ့ဒေသမှာဆိုရင်လည်း Federal စနစ်တည်တုံတာပဲ State မှာသူရဲ့Governor နော်ဒေသဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှုရှိတယ်သူအားလို့ဆိုလို့ရှိရင်သူကပြည်ထက်ကဟိုတင်ဥပဒေလိုအပ်တယ်လို့သူရဲ့ဆိုင်ရာနေရာမှာသူပြလို့ရတယ်တချို့တွေပေါ့လေနော်ကိုဖန်ဒရိတ်ဆိုတာကခွဲဆက်ရေးဟိုတင်မတူရတဲ့ constitution လို့လုပ်မလဲသူကသူ Facebook ရှိတဲ့ဥပဒေသူပြည်နယ်မှာသူလုပ်မယ်ပါညာဆိုလို့ရှိရင်ကျွန်တော်တို့တပြည်နယ်တော့ကျွန်တော်တို့ဗီဇာရေးရမှာပေါ့ဗီဇာရှောက်မှာပေါ့ဟုတ်တယ်မလားပြည်နယ်ကနေပြီးတော့ချင်းပြည်နယ်သွားမယ်ဆိုရင်ချင်းဗီဇာရှောက်မှာပေါ့အဲ့ဒါတော့မဖြစ်တင်ဘူးလေအဲ့ဒီကိုဖန်ဒရိတ်ဆိုတော့ခါကြတော့ Federal ဆိုတာကတော့ကောင်းပါတယ်Centralization ကလာတယ်ဘိုးချုပ်ကံမှုကသူ့ပဲပြည်နယ်မှာပဲဆိုပါပဲအုပ်ချုပ်ဒီ possible အခြေဥပဒေကတော့ပဲရှိရတယ်ဒီနိုင်ငံမှာဟိုချုပ်ကံမှုကသမထရဲ့လက်အောက်မှာတော့သူရှိတယ်ဒါပေမဲ့သူ့ဒေသမှာလိုအပ်တဲ့ဟာတွေကိုသူနည်းနည်းဒီတန်ခါအရာသူပြင်ကြောင်းလဲအနေအများနဲ့တော့သမထနဲ့သူညီနိုင်ပြီးတော့အကျိုးဖြစ်ဥပဒေနဲ့အညီကတ်ထမ်းပြီးတော့လုပ်လို့ရတဲ့အပိုင်းတွေရှိတာပေါ့လေနော်နောက်တစ်ခုကြတော့ဖြစ်အဲ့ဒီအနည်းကြီးရဲ့လက်အောက်မှာရှိတဲ့ PDF တွေကအခုအနည်းကြီးအောက်မှာမရှိတော့ဘူးဒီအောက်တွေအောက်မှာရှိတဲ့ခါကျတော့ဩဇာအာဏာကနော်အနည်းကြီးရဲ့ကကိုဦးစီးချုပ်ဘိုးချုပ်ကြီးမော်လာကိုဝန်ကြီးချုပ်ကကိုကြီးကစောက်ပုံကြီးဖြစ်သွားတာပေါ့ဘာမှလုပ်လို့မရတဲ့ဟာအားလုံးကအစားချောင်လို့ကလာရောက်ဆောင်တဲ့ကောင်တွေကြီးပဲတော့တိုင်းသားလက်ထက်ကဖွဲ့စည်းရတဲ့ဒီချိန်မှာနိုင်ငံရေးအများထုတ်နေကြတာနောက်ဦးရဲဆိုတယ်ညနေပိုင်းနဲ့လာရတယ်နော်ကျုံနဲ့အလကားရရတယ်နော်အဲ့ဒါကြောင့်ရင်လေးတယ်ပေါ့ပြီးတော့လူခွင့်ရေးလူခွင့်ရေးတဲ့သူတို့မှာကနော် EO တွေတဲမှာဥပဒေဆိုတာမရှိဘူး
အချင်းအောင်ဆိုတာမရှိဘူးအခုမိုက်ကယ်တို့ရဲ့ကိစ္စဆိုတော့လက်လို့စပယ်လောက်သွားတာပဲမြင်ရင်ဖမ်းတယ်တတ်တယ်ဒါဥပဒေလားဒါတွေအများကြီးရှိတယ်ဗောလေအဲ့ဒီ PDF ကလေးတွေတဲ့အရွယ်ကောင်းတော့ကိုမိဘကိုပြန်လို့မိမိကိုကောင်းရင်စူးစမ်းကိုအဓိကတော့တိုင်းပြည်တောင်ကိုထားဆောင်မယ်ပါညာစောက်ကြည့်မပြောနဲ့ဟိုအဓိကတော့ကိုအိမ်ကိုမိဘကိုအရင်လုပ်ကြည့်မကြည့်ပြီးလို့ဆိုရင်ကိုရဲ့တော့မိဘကိုလှုပ်ကြွေးကိုရရွာဟိုလမ်းခင်းတရားခင်းအဲ့လောက်ပဲလှုပ်အဲ့လောက်ဆိုလို့ရှိရင်လူပိတာတယ်နော်ပြီးတော့ကတိရန်တရားမှာဆိုလို့ရှိရင်ဟိုအဝေးကနေပြီးတော့ဖြစ်နော်တိုင်းတစ်ပါးကိုဖက်ပြတဲ့လူတွေကဒီမှာပြီးတော့ကတိကျမရေးပညာရေးစီးပွားရေးဒီနေ့အခြားအများကြီးပေါ့လေနော်အထူးအဆိုလူကြီးဌာနတို့ဘာလို့တရားစီရင်ရအစားသူတို့ဘာမှလက်လည်းဘာမှလုပ်လို့မရဘူးအဲ့ဒါကိုနားမယောင်နဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ခင်ဗျာနော်အားလုံးဆွေးနွေးကြမှာကြပါစေကိုသူတို့ဆိုပြောလို့ရတယ်ဒီမှာဖုံးချတယ် နေရပြောကျွန်တော်နားထောင်နေတယ်ကျွန်တော်ထွေတူးမရှိ ကျွန်တော်ဖုံးချလိုက်ကျွန်တော်ဖုံးချလိုက်ကျွန်တော်နည်းနည်းပဲပြောတော့မယ်ပြောပြီးတော့ကျွန်တော်ဆင်းတော့မယ်ကျွန်တော်လည်းအလုပ်သွားဖို့ပြင်ဆင်လိုက်အောင်မယ်အဲ့တော့ပြောချင်တာကအတိတရားရှိကြပါဗောနော်အတိတရားရှိကြပါပြပမြောက်ပေးနေတဲ့သူတွေကတော့ဟိုသူတို့ဒီဟိုသူတို့စီးပွားလည်းပြတ်တာမဟုတ်သူတို့မိသားစုဘဝလည်းပြတ်တာမဟုတ်နော်သူတို့ဒီမိသားစုနဲ့နော်တိုက်တစ်ပါးမှာအေးချမ်းအေးလူနဲ့နေထိုင်နေရတာဖြစ်တယ်ပြည်တွင်းထဲမှာရှိတဲ့လူတွေပြပကနေပြီးတော့မှရုပ်မာပြီးတော့သွေးထိုးလှုပ်ဆော်ပြီးတော့ကိုတိုင်းသားအချင်းချင်းကိုလူမျိုးအချင်းချင်းနော်ပြန်ပြီးတော့တက်ဖြတ်ခိုင်းနေတဲ့နော်ဟိုစကားတွေကိုနားယောင်ပြီးတော့လိုက်ပြီးတော့လုံမယ်ဆိုလို့ရှိရင်ကိုကပြည်တွင်းထဲမှာနေပြီးတော့မှဒီဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဒီလက်ရှိဖြစ်နေတဲ့အကျိုးဆက်တွေနော်အားလုံးကိုစံစားခံစားရမှာဖြစ်တယ်နော်တကယ်လို့အကြမ်းဖက်အားပေးလို့အဖမ်းခံရရင်လည်းထောင်ကြအောင်မယ်နော် PDF ကတက်လို့သိရင်လည်းနော်မိသားစုနဲ့တကွဲတပြားတွေဖြစ်အောင်မယ်အဲ့ဒါကြောင့်မလို့ပြည်ပကနေတော့ရုပ်မာစွာနဲ့မြောက်ပင့်ပေးနေတဲ့သွေးထိုးလှုပ်ဆောင်နေတဲ့လူရုပ်မာတွေကိုမယုံကြည်ပါနဲ့လို့ကျွန်တော်ပြောရင်းနဲ့ကိုသူတို့စောလိုက်မှာကျွန်တော်နှီးကုန်းချုပ်ပါတယ်ကျေးဇူးတင်တယ်ကိုသူတို့စောမင်္ဂလာပါနော်ကျွန်တော်ဆင်းလိုက်မယ်နော်ကျေးဇူးတင်ရမလို့ညီကိုတွေတို့ပဲပြောရမှာလောကလာဘယ်လိုပဲဖြစ်ပြောရမှာဟုတ်ကဲ့ဟုတ်တယ်နေရပေါ့ပါလိမ့်ဟုတ်ကဲ့အေဂျင့်ပြောရှင်းပါသေးနော်အေဂျင့်ပြောရှင်းပါလာပြောတဲ့ဟိုမှာကိုဆိုင်မိတာဟောကိုစောပါတို့ဟောဟုတ်ကဲ့ကျေးဇူးပါဗျကဲ AUG ကိုထောက်ခံတဲ့ညီကိုတွေအနေနဲ့ AUG ကိုဘာတွေများအကြံပေးခြင်းလဲအခုပျောက်ဆုံးသွားတဲ့ခွက်ခေါက်ဘာမျိုးဒါနယ်မြေမှာပျောက်ဆုံးသွားတဲ့ CDN တွေအဲ့ဒီလူတွေအတွက်ဘာတွေများအကြံပေးခြင်းလဲဘယ်လိုပုံစံမျိုးအဲ့ဒီ CDN တွေကိုပြန်ရှာကြမလဲအဲ့ဒါလေးတွေကိုအကြံတက်ပေးလို့ရတယ်ကွန်မန်ထဲမှာပေးလို့ရတယ်နော်မတက်ရဲဘူးမျက်နှာမှာပြရယူဆိုလို့ရှိရင်အမှောင်တွေကနေပြောရတယ်